ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်အရန်ကိုဆိုးတဲ့တောရိုက်တိရစ္ဆာန်တွေရှိတဲ့ကဘာကြီးထဲကိုကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်ဒီကဘာကြီးထဲမှာဆိုရင်တော့အရန်ကိုအစိတ်ရှိတဲ့ငွေတွေ scorpion တွေပြီးတော့ giraffe okay giraffe ကတော့တိတ်အန်ဒီမရှိပါဘူးဒါပေမဲ့သူ့ရဲ့ level ကိုကြည့်လိုက်အရှိကြီးပဲကျွန်တော်တို့တက်စီလို့ရတယ်ပြီးတော့ဆင်တွေကြက်နေဒီမှာအဆွေရှိတဲ့ကောင်တွေပါသူ့အဆွေကိုကြည့်လိုက်အောင်ဘယ်လောက်တော့မိုက်လဲတွေ့လားပြီးတော့ကျွန်တော် tiger ကျွန်တော်ပြေးနေတာမှာဒီကောင်အနောက်ကနေ AC လေးလိုက်ပြီးတော့ဖင်လိုက်ဆွဲနိုင်ပါတယ်အိုးသူ့ရဲ့ damage ကိုကြည့်လိုက်အောင်ကျွန်တော်မြက်တော့မခက်တယ်တခါလေးတေသွားโอเคပြီးတော့ဒီမှာဘိုက်ဘူးကြီးအရက်သမားကြီးဒီခေါင်းရဘိုက်ကြီးအကြီးပဲပြီးတော့သူ့စီမှာအရက်သမားကလေးလေးလည်းအများကြီးရှိပါတယ်ပြီးတော့ဒီအရက်သမားကိုသူ power တွေပေးလိုက်လည်းမသိဘူးသူကနေကနေ power တွေယူလို့ရပါတယ်ကျွန်တော်တို့ရဲ့အင်ကြီးကို20ကက်မဲ့ဝင်ရတယ်ကျွန်တော်တခါလေးတေသွားပြီဗျဘာပြောကျွန်တော်ဒီကဘာကြီးမှာရက်တရာအသက်ရှင်သွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်စီမှာဂိုးလေးရှိပါတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်ကဘာအကောင်ဆုံးတိရစ္ဆာန်ဦးရင်ကိုစားလုံးမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်အရန်ကိုကြောက်စရာကောင်းတဲ့ကြားတို့ချင်းတိတ်တို့ပြီးတော့တခြားတောရန်တိရစ္ဆာန်ကြီးလည်းကျွန်တော်အားလုံးထည့်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတောရန်တိရစ္ဆာန်တွေကျွန်တော်လုံလုံချုံနေနိုင်ဖို့အတွက်ကျွန်တော်ရဲ့အိမ်လေးကိုဆောက်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီအရက်သမားကြီးကိုကျွန်တော်ကိုယ်တိုင်တက်ပြီးတော့သူ့ရဲ့ power တွေအားလုံးယူမှာဖြစ်ပါတယ် Yo die Okay အားလုံးပဲကျွန်တော် channel က 100k ပြည့်ဖို့အတွက်နည်းနည်းလေးပဲလိုတော့ပါတယ်အားလုံးပဲသိလာတော့မသိဘူးကျွန်တော်ဗီဒီယိုတစ်ပုတ်နဲ့တစ်ပုတ်အရင်ကားတဲ့ပိုကောင်းအောင်လုပ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်ရင်တော့နောက်ထပ်ဗီဒီယိုလေးကိုပို့ပြီးတော့ကြိုက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်နော် Okay အဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် Okay ပထမရက် Oh wait ဆင်းနေကြည့်လိုက်ဟိုကလေးလေးရေတောင်းနေရယ် Oh ဒါအရမ်းမိုက်တယ်ကွာဖလောက်ကြိုင်ကြီးလေးမင်္ဂလာပါဟိုသူအဆွေကိုကြည့်လိုက်အောင်အကြီးပဲဟာ Oh no ကျွန်တော်အနီးကသွားလို့မရဘူးဒီကောင်ခွတ်လိုက်မယ်ကွာသူတို့နှစ်ကောင်စလုံးကျွန်တော်နှုတ်ဆက်ပြီးရတဲ့လမ်းမှာတွေ့တဲ့ကြွက်ကလေးပါကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ပြီးတော့ဒီမုတ်ဆိုးဘိုးကြီးကကျွန်တော်ရဲ့ခေါင်းတက်တဲ့ရုပ်တနက်ကြီးနဲ့ပြစ်လိုက်တာအသက်3ခုလောက်ကုန်သွားတယ်ဗျ What အဲ့ကောင်ကြီးကတနက်ကြီးနဲ့ကွာကြောက်စရာကြီးအဲ့ဒါနဲ့ကျွန်တော်ဒီကဘာကြီးကတော်တော်လေးကိုကြောက်စရာကောင်းနေဆိုတော့ကျွန်တော်တစ်ပင်နေစားခုပါတယ်ပြီးတော့ကျွန်တော် crafting table လုပ်ပြီးတော့ dying စားလုပ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်လမ်းမှာတွေ့တဲ့ဝက်တွေအားလုံးဒုတ်ချောင်းနဲ့လိုက်ရရတယ်ကျွန်တော်အစာတွေအများကြီးရခဲ့ပါတယ်အဲ့ပြီးတော့ကျွန်တော်ဘေးမှာဘေးဘက်လေးမှာဘာတွေရှိလဲဆိုပြီးတော့ like ခုံကြည့်လိုက်ချိန်မှာဒီမှာဒီကြောက်တုံးကြီးတွေ့ခဲ့တယ်ဗျအားလုံးပဲအဲ့ဒါအာယုံထင်တယ်တော့ကြည့်ရတာကြည့်လိုက်အောင်အာယုံတွေအများကြီးပဲအဲ့ဒါကျွန်တော်အဲ့ဒီကြောက်တုံးသွားပြီးတော့အာယုံတွေအများကြီးမိုင်းခဲ့ပါတယ်ပြီးတော့ကျွန်တော်အာယုံ20ခုလောက်ရခဲ့တယ်ဗျအဲ့ဒါနေပြီးတော့အဲ့ဒါနဲ့ကျွန်တော်ဒီတစ်ပင်လေးကိုစားပြီးတော့ခုတ်ပါတယ်အဲ့ဒါနဲ့ညှက်ရောက်သွားတယ်ဗျဘယ်လိုဖြစ်သွားလဲတော့မသိဘူးညှက်ရောက်သွားအဲ့ဒီညကျွန်တော်ဘာလို့အောင်လဲမသိတော့ဘူးဗျပြီးတော့ဒီမှာမုတ်ဆိုးဝေးလဲနေရာတကာပဲရှိရတယ်ကျွန်တော်အာယုံမိုင်းခဲ့တဲ့ကြောက်တုံးပါပဲသွားပြီးတော့ကျွန်တော်ယာယီအိမ်လေးလုံမေးဆိုပြီးတော့အဲ့ဒါကိုနည်းလေးပြင်ဆင်ခဲ့ပါတယ်ပြီးတော့အဲ့ထက်မှာကျွန်တော်အာယုံရခဲ့တဲ့ဟာတွေလည်းအားလုံး smelting လုပ်ပြီးတော့ကျွန်တော်ရဲ့ chest ထဲမှာကျွန်တော်တီကောင်တကောင်ထည့်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တီကောင်တကောင်ထည့်လိုက်ပါတယ်အဲ့ဗီကနေကျွန်တော်လက်ထဲမှာစာအုပ်တအုပ်ရှိရတွေ့လိုက်ရတယ်ကျွန်တော်အခုပဲဖက်ကြည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်စာအုပ်တွေတအုပ်တွေ့ရပြီးတွေ့ရလန်ပါတယ်ပြီးတော့ကျွန်တော်တခုမှနားမလိုက်ပါဘူးကျွန်တော်စာအုပ်တော့မဖက်ပြီးသေးဘူးဗျဒါပေမဲ့ညတကောင်မှဒီမိုးဆိုးဘိုးကြီးကကျွန်တော်စင်တွေကိုအမဲလာလိုက်တယ်ဗျ Oh no မုတ်ဆိုးဘိုးကြီး Yeah အမအခုချင်းရက်လိုက်ခါတော့ကျွန်တော်ဓာတ်လောက်ရအောင်မယ်ဘဲရဝိုင်းလဲအကောင်ဘဲရဝိုင်းလဲဟာတေးဝိုင်းလားမသိဘူးကျွန်တော်ထင်တာတော့အဲ့ဒီမုတ်ဆိုးဘိုးကြီးကိုစင်တွေဝိုင်းတက်နေလိုက်ပါတယ်အဲ့ဒီညမှာတော့ကျွန်တော်ဇွန်ဘီတွေအားလုံးကျွန်တော်မိုးလင်းအထိချခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒီမုတ်ဆိုးဘိုးကြီးကကျွန်တော်မပြစ်ပဲနဲ့ရက်ကြည့်နေရဗျ Okay မုတ်ဆိုးဘိုးကြီးမင်းရက်မူးနေရလား Oh ဒီကောင်လေး trade ဟာ 6 coin for 1 fish What Die အဲ့ဒီပြန်ကျွန်တော်မနီးမကန်းလေးမှာ building တစ်ခုလေးတွေ့ခဲ့ပါတယ်အဲ့ဒါကြီးကထောင်ဝမ်နဲ့တူတော့ကျွန်တော်အပေါ်မှာတွေဘာတွေရှိမလဲဆိုပြီးတော့ကျွန်တော်အပေါ်ဆုံးလေးဝင်ကြည့်လိုက်ပါတယ်ပြီးတော့အပေါ်မှာဘာမှလည်းမရှိဘူးဗျဘာမှလည်းမရှိဘူးဒါပေမဲ့ဒီမှာ iron bar တွေတော့အများကြီးရှိတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ဒီ iron bar တွေကျွန်တော်ယူခဲ့ပါတယ်နောက်ကျရင်ဒီ iron bar တွေတော်တော်လေးအတုံးဝင်လာပါလိမ့်မယ်အဲ့ဒီကနေကျွန်တော်အနီးနားမှာဘာတွေရှိလဲဆိုပြီးတော့ကျွန်တော်ရှောက်သွားတယ်ဒီအိမ်ကြီးတွေ့ခဲ့တယ်ဗျဒါကြီးရတာအိမ်အဟောင်းနဲ့တော့တူတယ်ဒါပေမဲ့အထင်းမှာတော့ဘာမှမရှိဘူးဗျဒါပေမဲ့တော်တော်လေးတော့မိုက်ပါတယ် Oh what ဘယ်ကောင်ဖြစ်တယ်လဲကွာကျွန်တော် Oh ဒီကောင်ကိုပြောက်ကြီးဖြစ်နေရဲကွာကျွန်တော်တော်တော်လေးကိုလန့်သွားတယ်ဗျအဲ့ဒါကျွန်တော်အိမ်ကိုပဲပြန်ခဲ့လိုက်ပါတယ်အဲ့ညမှာတော့ကျွန်တော်တော်တော်လေးကိုနောက်ကျမှအိမ်ပြန်ရောက်တယ်ဗျအဲ့ဒါနဲ့ကျွန်တော်အစီမှာကျွန်တော်ရဲ့ပစ္စည်းတွေအားလုံးထည့်ပြီးတော့ကျွန်တော်အိမ်ရလည်းမရှိရနဲ့ကျွန်တော်လည်းအထင်းမှာပဲမနေချင်တယ်ကျွန်တော်ရှောက်သွားပါတယ်ပြီးတော့ကျွန်တော်လမ်းမှာဒီ iron တွေအများကြီးတွေ့ခဲ့တယ်ဗျအဲ့ဒါနဲ့ကျွန်တော်အဲ့အလေးကိုမိုင်းပြီးတော့ကျွန်တော်အိမ်ပြန်ခဲ့ပါတယ်နောက်ဆုံးတော့အဲ့ဒီ iron တွေကိုကျွန်တော် smelting လုပ်ပြီးတော့ကျွန်တော်ရဲ့ full diamond arm မဟုတ်ပါဘူး full iron arm ကိုလုပ်ခဲ့ပါတယ်နောက်တစ်နေ့မနေ့မှာတော့ကျွန်တော်ဒီမုတ်ဆိုးဖို့ကိုတက်ပြီးတော့ကျွန်တော်ရဲ့နေ့လေးကိုစားခဲ့ပါတယ်အဲ့ဒါနဲ့ဒီ zombie ကလေးလေးကလည်းကျွန်တော်လာတက်တယ်ဗျOh no zombie ကလေး No အသက်3ခုပဲကျွန်တော်ရယ် Oh ပြေး Oh my god ဒီကလေးလေးကဆောင်းမြန်တယ်ကွာ No ကျွန်တော်အသက်တစ်ခုပဲကျွန်တော်ရတယ်ကျွန်တော်အိမ်ကိုအမြန်ပေးပြီးတော့ပုံးခဲ့ပါတယ်အဲ့ဒီနေ့မှာပဲကျွန်တော်လမ်းမှာစင်တေတကောင်တွေ့ခဲ့ပါတယ် Oh no စင်တေတကောင်တိန်နေရဲကွာလမ်းမှာ Oh look at အဆွဲကြီးကြည့်လိုက်အောင် Bro ဒီကောင်ကျွန်တော်အဆွဲယူလို့ရပြီကျွန်တော် Oh သူမသိဘူးပဲOkay ပြီးတော့ကျွန်တော်လမ်းမှာဒီအယိုးစုအကြီးတစ်ခုတွေ့ခဲလို့ဗျာကျွန်တော်မိုင်းဟိုးလုပ်တဲ့အချိန်မှာပဲဒီအဖိုးကြီးကကျွန်တော်လာသားတယ်ဗျာအဲ့နဲ့ကျွန်တော်အဲ့အယိုးတွေအားလုံးကျွန်တော်မိုင်းလိုက်ပါတယ်ပြီးတော့ကျွန်တော်လမ်းမှာ giraffe ဝိုင်းကြီးပက်လဲနေတဲ့စင်ကျွတ်သားတွေအရန်ရှိတယ်ဒီမှာနွားကြီးပါတွေ့ခဲ့တယ်ဗျာ Yes ဒါမြန်မာနိုင်ငံမှာရှိတဲ့နွားကြီးနဲ့တူတယ်ကွာ Wait ကျွန်တော်နွားချောင်းသားပဲလုပ်အောင်လားမသိဘူး Oh yes ကျွန်တော်နွားချောင်းသားလုပ်ချင်တယ်ကြားနေပြီကွာတကယ်တော့မလုပ်ချင်ပါဘူးခင်ဗျာဒီကောင်မှရှိတဲ့ရွာတဲ့တော်လေးကိုကြည့်လို့ကောင်းတယ်ကွာနော် Okay ဘာတွေရှိမလဲဘာ Oh chest နှစ်ခု Oh အစားတွေအများကြီးပဲ Yes Oh what Diamond Yes let's go အဲ့ဒီချက်စရနေပြီးတော့ကျွန်တော် diamond 6ခုတောင်ရခဲ့တယ်ဗျ
အဲ့တော့အဲ့ဒီညကတော့အဲ့ဒီရောင်ပဲကျွန်တော်အိတ်ခဲ့ပါတယ်မနေ့ကတော့ကြက်တကောင်ချင်းတိတ်တွေကဝိုင်းနေတာကိုကျွန်တော်တွေးလိုက်ရပါတယ်ဗျတော်လေးတောင်ဝမ်းနေပါတယ်ပြီးတော့ဒီမုတ်ဆိုးဘိုကြီးကဒီကြားကြီးကိုအမဲလိုက်နေတာတွေ့ရတဲ့ကျွန်တော်ခဏလေးရက်ကြည့်ခဲ့ပါတယ်ပြီးတော့မကြသေးပါဘူးဒီကြားကြီးအဲ့ကောင်ရဲ့ခေါင်းကြီးကိုဖျက်ကိုက်လိုက်ပါတယ်yes ကျွန်တော်အဲ့ဒါကိုကြည့်နေတော်လေးအောင်ပျော်သွားတယ်ဗျမုတ်ဆိုးဘိုကြီးကဒီကဘာမှာရှိတဲ့တရိတ်ဆန်တွေအားလုံးအမဲလိုက်နေတဲ့အတွက်တရိတ်ဆန်တွေမျိုးမသွန်းအောင်လို့ကျွန်တော်တရိတ်ဆန်ဥယျာဉ်ကိုစောင့်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ပစ္စည်းတွေရွေးနေရတယ်ညရောက်သွားတယ်ဗျအဲ့တော့ကျွန်တော်အဲ့ဒီကြောက်တော့မှပဲတညပြန်အိတ်လိုက်ပါတယ်wow ကျွန်တော်ရဲ့ achievement တွေကြီးလိုက်အောင်အများကြီးပဲနောက်တစ်နေ့ရောက်တော့ကျွန်တော်တရိတ်ဆန်ဥယျာဉ်ကြီးကိုစောင့်မယ်ဆိုပြီးတော့ကျွန်တော်အရန်ကိုမိုက်တဲ့နေရာတွေကိုလိုက်ရှာပါတယ်ပြီးတော့ကျွန်တော်လမ်းမှာတွေ့ရတဲ့ဒီမျိုးအိုင်းတွေကိုလည်းကျွန်တော်တွေ့ခဲ့လို့ကျွန်တော်အများကြီးမိုင်းခဲ့ပါတယ်အဝေးကနေကျွန်တော်ဒီအစာအူကြီးတစ်ခုလည်းတွေ့ခဲ့တယ်ဗျအထက်မှာကြည့်ရတော့ chest တွေအများကြီးရှိမဲ့ပုံစံပဲဒါပေမဲ့ကျွန်တော်ရဲ့ inventory ကပြည့်နေတော့ကျွန်တော်နောက်မှချက်မယ်ဆိုပြီးတော့ထားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှပြင်မလာခဲ့ပါဘူးနောက်တစ်နေ့ရောက်တော့ကျွန်တော်ဒီစွမ်းပန်ကိုရောက်ခဲ့တယ်ဗျပြီးတော့ကျွန်တော်အမှဒုက္ခတဲ့အိမ်တအိမ်လေးတွေ့ခဲ့တယ်ဗျဒီအိမ်လေးကိုကြည့်ရတာ chest တွေတော်တော်ရှိမဲ့ပုံစံပဲဆိုပြီးတော့ကျွန်တော်အထဲကိုဝင်ကြည့်လိုက်ပါတယ်ဟိုဒီမှာလူရောင်ရှိလိုက်ရဲ့ကြည့်လိုက်အောင် hello အိုးတို့ဒါရောင်းနေကွာအိုးဒီကောင်တွေကရိတ်ခါရတော့တော်တော်များများရှိတယ်အိုးအာယွန်းကိုကြီးလည်းရှိလိုက်ရဲ့ကြည့်လိုက်အောင်ဟာတော့မယူပေးတော့ကွာဒီမှာလူနှစ်ယောက်ပဲရှိတယ်လင်မယားနှစ်ယောက်ပဲအိုး set hell yes အဲ့ဒါကျွန်တော်အဲ့ဒီ set hell ယူပြီးတော့သူ့ရဲ့အိမ်တကားလေးကိုကျွန်တော်ကောင်းလေးပြန်ပိတ်ခဲ့ပါတယ်ပြီးရတဲ့ကျွန်တော်ဆက်ပြီးတော့ရှာပါတယ်ညနေရောက်တော့ကျွန်တော်ဒီ tower လေးကိုတွေ့ခဲ့တယ်ဗျအဲ့ဒါနဲ့ဒီအပေါ်ဝင်ကြည့်လိုက်တဲ့အချိန်မှာဒီမှာ spawner နဲ့ chest တစ်ခုရှိပါတယ်အဲ့ဒီ spawner ကိုကျွန်တော်ဖြတ်ပြီးတော့ chest ကိုကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော် golden apple နှလုံးနဲ့ name set တစ်ခုရခဲ့ပါတယ်အဲ့ဒီကတော့တော်တော်လေးကိုအဆင်ပြေပါတယ်မနေ့ကတော့ကျွန်တော်ဒီ7 ဘိုင်းကိုတွေ့ခဲ့ပါတယ်ဒီနေရာတော်တော်လေးကိုကြည့်လို့ကောင်းနေဗျလက်လည်းအများကြီးရှိရပြီးတော့တရိတ်ဆိုင်လည်းအများကြီးရှိပါတယ်ဝေါအားလုံးကကျွန်တော်ဒီနေရာမှာပဲတရိတ်ဆိုင်ဥယျာဉ်စောင့်ရင်ကောင်းမလားမသိဘူးဒါပါကြီးလေကွာအိုးလာပါရီအများပဲရှိလိုက်အောင်အဲ့ဒီကြောက်တုံးကြီးကဘာလဲဆိုတော့ကျွန်တော်လည်းတိတ်မသေးချာဘူးဗျကောင်းကင်နဲ့တခုခုကြလာတော့သိချပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့တရိတ်ဆိုင်ဥယျာဉ်ကိုစောက်ဖို့အတွက်နေရာအကောင်းဆုံးနေရာကိုတွေ့ခဲ့ပါတယ်ဒီနေရာလေးကတော်တော်လေးကိုကြည့်လို့ကောင်းနေဗျပြီးတော့ရေနဲ့ပြည့်နေတော့ကျွန်တော်ရဲ့တရိတ်ဆိုင်တွေကရေလုံးဝငှက်တော့မှာမဟုတ်တော့ပါဘူးအဲ့နဲ့တခါလေးပဲကျွန်တော်တရိတ်ဆိုင်ဥယျာဉ်ကိုအမှတခါလေးစောက်မယ်ဆိုပြီးတော့ကျွန်တော်ဒီမှာနေရာတွေလိုက်ရှင်းပါတယ်ပြီးတော့ကျွန်တော်ပစ္စည်းတွေအားလုံးချလာပြီးတော့ကျွန်တော်တရိတ်ဆိုင်ဥယျာဉ်စောက်ဖို့အတွက်တစ်သားတွေအများကြီးလိုပါတယ်အဲ့ဒါနဲ့ကျွန်တော်အာယွန်းတွေအားလုံး smelting လုပ်ပြီးတော့ကျွန်တော်ရဲ့တစ်သားတွေလိုက်ခုတ်ပါတယ်အဲ့ဒီနေ့ရက်အတွင်းမှာကျွန်တော်AKရဝူနဲ့အုပ်ဝူတွေကိုကျွန်တော်အများကြီးရခဲ့ပါတယ်ခင်ဗျာနောက်တစ်ရတော့ကျွန်တော်ရဲ့တရိတ်ဆန်ဥယျာဉ်မဆောက်ရင်ကျွန်တော်ရဲ့နေအိမ်ကိုအရင်ဆောက်မယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါနေပြီးတော့ကျွန်တော်လမ်းကြီးလိုက်ရှင်းပြီးတော့စပြီးတော့ဆောက်ခဲ့ပါတယ်ဒီကပိုင်းထဲမှာမွေလည်းအများကြီးရှိတော့ကျွန်တော်မွေတွေကိုကြောက်လို့ဗျာကျွန်တော်ရဲ့အိမ်လေးကိုခြေရှည်အိမ်ဆောက်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါမှကျွန်တော်ညအိတ်တဲ့ချိန်ကျရင်မွေတွေမိချောင်းတွေကျွန်တော်အိမ်ထဲမဝင်လာမှာပေါ့နော်ပြီးတော့ကျွန်တော်အိမ်ကိုနည်းနည်းခိုင်ခန့်အောင်လို့ကျွန်တော်ဒီကြောက်တုံးတွေတုံးပြီးတော့ဆောက်ခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်ကြောက်တုံးတွေမရှိတော့ဘူးဗျာအားလုံးကုန်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်နောက်တစ်နေ့မှာဒီကြောက်တုံးတွေကိုအများကြီးတွားမိုင်းခဲ့ပါတယ်အာယွန်းတွေလည်းအများကြီးရခဲ့ပါတယ်ပြီးတော့အိမ်ရဲ့နေရာတွေကိုလည်းကျွန်တော်ဒီကြောက်တုံးတုံးပြီးတော့ဆောက်ခဲ့ပါတယ်နောက်ဆုံး day 15မှာတော့ကျွန်တော်ရဲ့အိမ်ကိုနောက်ဆုံးတော့ပြီးသွားခဲ့ပါတယ်ဗျတော်လေးကိုကြည့်လို့ကောင်းတယ်ကျွန်တော်လည်းတော်လေးကိုကြိုက်ပါတယ်အဲ့ဒီတညလုံးကျွန်တော်မအိပ်ပဲနဲ့အထင်းမှာရှိတဲ့ interior တွေကျွန်တော်အားလုံးလုပ်ရင်းနဲ့ကျွန်တော်အပြင်ပစ္စည်းတွေကိုလည်းကျွန်တော်အိမ်ထဲထည့်ပြီးတော့ကျွန်တော်နောက်ဆုံးတော့အိမ်နဲ့အဲ့ဒီရက်ကိုဆုံးသက်ခဲ့ပါတယ်ကျွန်တော်တရိတ်ဆန်ဥယျာဉ်လှုပ်ရှင်နေဗျဒါပေမဲ့ကျွန်တော်ဒီမှာအစာတွေအများကြီးလိုသေးတယ်တရိတ်ဆန်ဥယျာဉ်မမွေးခင်အဲ့တော့ကျွန်တော်ပထမအောင်ဆုံးတော့ကျွန်တော်တရိတ်ဆန်တွေမွေးဖို့အတွက်ကျွန်တော်ရဲ့အိမ်မှာ wheat farm ကိုကျွန်တော်အရင်စလုပ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့အိမ်ရှိတဲ့မှာပဲကျွန်တော်တခုတွေးလိုက်တယ်ဗျ okay ဒါတွေကျွန်တော်သွားဆိုင်မယ်ပြီးတော့ဟိုမှာကြည့်လိုက်အောင်အဲ့ဘာလဲတော့မသိဘူးဗျဒီမှာ go floor လည်းရှိရတယ်ရွာလားမသိဘူးနော်ကျွန်တော်ခဏလေးတွားကြည့်ရမယ်ကွာ okay ပထမဆုံးကျွန်တော်ဒါကိုအရင်ဆိုင်မယ်ပြီးရင်အဲ့ဒါကိုတွားကြည့်ကြမယ် okay let's go ကျွန်တော်ရဲ့အိမ်ရှိတဲ့မှာပဲရွာလားတော့မသိဘူးကွာကြည့်ရတာ oh what bro what is oh no wait ကျွန်တော်ဘာသူပြစ်တာလဲကွာဟာအဲ့ကောင်ပြစ်တာလားနွားပြစ်တာလား oh no ဟာဒီကောင်ကြီးကျွန်တော်ပြစ်နေရလားကွာလာခဲ့ဟဲ့အောင်ဒီကောင်ကျွန်တော်လာချနေပါ ਈ လေကွာလောဆန်းရမပြေးနဲ့ပိုက်ဘူးမပြေးနဲ့တေးသေးလေးနဲ့ဟဲ့အောင်မင်းငါ့ကိုချရတော့ပဲပြေးอ่ะဩဟာဒီပိုက်ဘူးပြေးနေလိုက်အာရအောင်ဒီကောင်ကျွန်တော်ချပါမင်းလာခဲ့တော့ရမင်းလာခဲ့တော့အဲ့ဒီကနေဆက်ပြီးတော့ကျွန်တော်ဒီကောင်တွေကိုပိုက်ဘူးကောင်လို့နာမည်ပေးလိုက်ပါတယ်အဲ့ဒီပိုက်ဘူးကောင်ကြီးမှာ power တွေရှိတော့ကျွန်တော်နည်းနည်းလေးတော့မနာလို့ဖြစ်သွားတယ်ဗျမနေ့ရောက်တော့အဲ့ဒီအရက်သမားလေးတွေကကျွန်တော်အိမ်ရှိမှာရက်ပြီးစကားပြောနေတာကိုကျွန်တော်တွေးလိုက်ပါတယ် what အများကြီးပဲအဲ့ what တော့ကောင်လွတ်လိုက်ရတာမသိဘူး oh no ဒီကောင်လေးလာချပြီဟာဟဲ့ဒီကောင်ပလီမုတ်တက်တယ်ကွာ no ရပလီမုတ်တယ်ကောင်ကျစမ်းရောက်ဒါငါအိမ်ကွာရောက် oh my god ဒီကောင်ရှင်းအောင်ရှိလိုက်တယ်ချောကွာယောပြေးအောင်ဟာဟဲ့ငါလေယာထဲမပြေးနဲ့ငါအခုမှလေယာလောက်ထားတာကွာဟာဒီကောင်ကွာကျွန်တော်လေယာကိုလိုက်ဖြတ်စီးနေ oh ဒီမှာရှိလိုက် must ရတယ်ကွာ oh မိုက်တယ် wait oh speed ပေးဟဲ့ကွာကျန်တဲ့တစ်ခုဒီမှာထဲလိုက်မယ်ဟာဒါရဲမိုက်ရဲကွာကျွန်တော် must ဒီအားလုံး live farm ရမလားမသိဘူးနော်အဲ့လှုပ်ပြန်တယ်ကျွန်တော်ရဲ့နွားတွေကိုထည့်ဖို့အတွက်နွားချံကိုကျွန်တော်ဆက်လုပ်ပါတယ် hello နွားလေးစားဟာဒီကောင်ကျွေးလို့လည်းမရဘူးဘယ်လိုကျွေးရမှာ oh what ဒီကောင်ကျွန်တော်ဂျူးနေခွလိုက်တယ်ကွာဟ
ယောမင်းကမကြိုက်ဘူးကွာအဲ့နွားတွေကစပားမစားဘူးဗျအဲ့နဲ့ကျွန်တော်နောက်နေ့မှာကျတော့သူတို့ကြွေးဖို့အတွက်အစာတက်ကိုကျွန်တော်ရှာတွေ့ခဲ့ပါတယ်အဲ့ဒီအစာလုပ်ဖို့အတွက်ကျွန်တော်စီမှာပစ္စည်းတွေအားလုံးမရှိရနဲ့ကျွန်တော်ဘေးနားရွာတစ်ခုမှဝင်ပြီးတော့ကျွန်တော်ပစ္စည်းတွေအားလုံးလိုက်ယူခဲ့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်နောက်ဆုံးတော့ကျွန်တော်အဲ့ဒီအစာကိုလုံနိုင်ခဲ့ပါပြီโอเคအခုကတော့ဒီမှာသူ့ကြွေးဖို့အတွက်အစာတစ်ခုရလာပြီ alright ယောโอ้ย no ဘာလို့အိမ်နေရတော့ဟာတော့ပါပြီဟာအိတ်ဝါယူကွာကျွန်တော်ထိန်းလို့မရတော့ဘူးအဲ့တော့ကျွန်တော်နောက်နေ့မှာကျတော့အဲ့ဒီအစာတွေအများကြီးလုံးနေသူ့ကိုကျွန်တော်ပြန်တစ်ခါတော့ထိန်းပါတယ်အဲ့နဲ့ဒီကောင်ကျွန်တော်ခုလိုက်တယ်ကျွန်တော်အတက်တစ်ပိုင်းပဲကြံတော့ဗျကျွန်တော်တော်လေးကိုကြောက်သွားတယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်သူ့ကိုထိန်းနိုင်ခဲ့ပါတယ်ကျွန်တော်သူ့စီးလို့ရလားဆိုပြီးတော့ဆယ်တဲ့ထဲကြည့်လိုက်ပါတယ် oh yes ကျွန်တော်တို့ no စီးလို့ရတယ်ကွာ oh my god မလေးရကြည့်လိုက်အောင် okay I like it okay ဒီမှာထဲလိုက်အောင်ကျွန်တော်နောက်တစ်ကောင်တော့ခေါ်မယ်နောက်တစ်ကောင်ဒီမှာကြည့်လိုက်လိုင်းယွန်းကလေးလေးဟာကျွန်တော်လိုင်းယွန်းဘယ်လိုထိန်းရမလဲကွာအခုအစားတော့မရှိဘူးသူထိန်းလို့မရဘူးကွာအဲ့တော့ကျွန်တော်ဘယ်သူ့ထိန်းမလဲအခု okay alright giraffe ကိုထိန်းမယ် come on စား oh yes ရပြီသူ့လည်းဆက်ထည့်လို့ရတာမသိဘူး come on ထည့်ကြည့်အောင် oh ရတယ်ဟော oh အရေးပါကြည့်လိုက်အောင်လေပြေးချိန်ပဲနှာခေါင်းထွေးရတယ်ခေါင်းလေးနည်းနည်းရွှေ့ပါဦးငါကင်မရာတွေ့ရှင်လို့ဟာဒီကောင်ကလည်းအဲ့နေ့မှာကျွန်တော် giraffe တစ်ကောင်နဲ့နွားတစ်ကောင်ရခဲ့ပါတယ်အဲ့တော့ကျွန်တော်တော်လေးကိုပျော်ရတယ်ဗျနောက်တစ်နေ့မှာကျတော့ကျွန်တော်တရိษံဥယျာဉ်ကိုစားဆောင်မယ်ဆိုတော့ကျွန်တော်ဒီတောင်ကြီးကိုတူးပါတယ်ဒီတောင်ကြီးကိုအဖောက်ပြီးတော့အထိမ်းမှာတရိษံဥယျာဉ်ကိုစောင့်လို့ဗျဒါပေမဲ့နောက်ဆုံးတော့ဒီနေ့မှာ cave ကြီးရှိတော့ကျွန်တော်စောင့်လို့မရတော့ပါဘူးအဲ့တော့ဒီနေရာကိုချင်းသိမ့်နေဖို့တည်းပဲကျွန်တော်လှုပ်လိုက်ပါတယ်နောက်တစ်မနေ့ရောက်တော့ကျွန်တော်ရဲ့နွားနဲ့ဒီ giraffe ကဒဏ်ရာတွေရနေဗျဘာဖြစ်သွားလဲတော့မသိဘူးကျွန်တော်လည်းဘာမှမလုပ်ဘူးအဲ့ဒါဒီကောင်တွေ suffocating ဖြစ်နေရလားဆိုပြီးတော့ကျွန်တော် channel ကိုလည်းအားလုံးဖြတ်တည်းရဗျဒါပေမဲ့ဒီကောင်တွေဘာမှမဖြစ်ဘူးပြီးတော့ဒီကောင်တွေရေစာလားဆိုပြီးတော့ကျွန်တော်ဒီကောင်တွေကိုရေထဲခေါ်ရတယ်ပြီးရေတော့တောက်တယ်ဗျဒါပေမဲ့ပြန်လာနေတော့မဲအဲ့တော့ကျွန်တော်ဘလို့လုံးမှမသိရနဲ့ဒီကောင်ကျွန်တော် giraffe ကိုသူ့ရဲ့ sauce ခေါ်သွားလိုက်ရဗျသူ့ရဲ့ sauce တတိယလုံးနေမှာဆိုပြီးတော့ကျွန်တော်ခေါ်သွားလိုက်ရဗျသူ့ရဲ့ sauce ကတော့ခဏလေးတော့ပျောက်သွားတယ်ဒါပေမဲ့ပြန်လာတော့ကျွန်တော်လည်းဘာလို့မှမသိလို့အမျိုးပဲထားလိုက်ပါတယ် what depression နဲ့တည်သွားလား no ကျွန်တော်လည်းသူတို့ဘာမှမလုပ်ဘူးဗျဒါပေမဲ့ဒီကောင်တွေက depression နဲ့တည်သွားဆိုတော့ကျွန်တော်လည်းဒီတော့အဲ့လိုမတည်ခိုင်းစင်လို့ကျွန်တော်ကိုယ်တိုင်ပဲတက်လိုက်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးတည်ရဒီ bike ဘူးရောက်ဖြစ်လိုက်မယ်ကွာဒီ bike ဘူးဒီကောင်အရက်တွေပဲတောက်လို့ကျွန်တော်ရဲ့အကောင့်လေးတည်သွား depression နဲ့ oh no စားမရဘူးပြေးအဲ့ဒီ bike ဘူးကိုတက်လို့မရရင်လည်းသူကကလေးတွေတက်မယ်ကွာလာခဲ့ရက်သမားတွေလာခဲ့ထိုင်းရည်သမားတွေယောကွာမတို့ကောင်တွေကြောင့်ငါ့ရဲ့အကောင့်လေးတည်ရကွာခုမှကြည့်လိုက်အောင်ဘီယာဘိုက်တူဘိုက်ရအကြီးပဲတို့လားပြီးတော့အဲ့ဒါကိုတီးနေတယ်သူပုံကြီးတီးနေဘလို့ခေါင်းကြီးလည်းမသိဘူးအဲ့ဒီနေ့မှာဒီခက်သမားကြီးကကျွန်တော်မချနေဘူးဆိုတော့ကျွန်တော်သတိထားမိလိုက်တယ်ဗျဒီကောင်ကျွန်တော်လည်းမချနေဘူးဘာဖြစ်ရလဲမသိဘူးကျွန်တော်တို့ရဲ့ mask ဝတ်ထားလို့တင်နေ oh yes wait shut up bro shut up ဒီကောင်ကျွန်တော်ဒီကောင်လေးလှုပ်တင်နေလားမသိဘူးကျွန်တော်သူ့ရဲ့ mask ဝတ်ထား hello ဒီတမားတွေ yes ထိုင်းတောင်းအဲ့ဒီကနေဆက်ပြီးတော့ကျွန်တော်နဲ့သူတို့နဲ့တင်ငယ်ချင်းဖြစ်သွားပါတယ်အဲ့ဒီကနေဆက်ပြီးတော့ကျွန်တော်ရဲ့တရိษံဥယျာဉ်ကိုကျွန်တော်စပြီးတော့စလုပ်ပါတယ်ခင်ဗျာအဲ့ဒီနေ့မှာပဲဒီကောင်တွေကကျွန်တော်ကိုထိုင်းတောက်ပြီးတော့လာခေါ်တယ်ဗျဘာပြောလဲ no ငါထိုင်းတောက်လို့မရဘူးငါထိုင်းတောက်လို့မရဘူးငါအိမ်ဆောက်ရအောင်မယ်ကွာယောက်ကြားလားငါမတောက်လို့ပြောနေရဟာဒီကောင်တွေကျွန်တော်မရမကထိုင်းတောက်ဖို့ခေါ်လို့ကျွန်တော်ဒီကောင်တွေအားလုံးကျွန်တော်တက်ပေးလိုက်ပါတယ်နောက်နေ့ရောက်တော့ကျွန်တော်တရိษံဥယျာဉ်ဆောက်ဖို့တော့ကျွန်တော်စီမှာကြောက်တုံးမရှိတော့ရတယ်ကျွန်တော်ပြန်ပြီးတော့ကြောက်တုံးကြီးတွားမိုင်းရပါတယ်ပြီးတော့ကျွန်တော်တင်ញိုင်ကုန်းတစ်ခုတွေ့တော့ကျွန်တော်အထဲဝင်ကြည့်လိုက်ပါတယ် wow တင်ញိုင်ကုန်းကြီးပဲကွာကြည့်အောင်ဘယ်လောက်တော့မိုက်လဲ oh ဒီမှာအလောင်းတွေအများကြီးပဲခါနေအောင် okay အထဲမှာဘာရှိမလဲဘာတော့မရှိဘူး oh ဒီမှာ chest တစ်ခု chest ထဲကနေပြီးတော့ကျွန်တော် enchanting စာအုပ်တစ်ခုရခဲ့ပါတယ်ပြီးတော့ဒီနေရာမှာ iron bar နဲ့ brick တွေအများကြီးရှိလို့ကျွန်တော်လည်းလိုမိုင်းလိုက်တယ်ဗျဒါပေမဲ့ကျွန်တော်လှလေးတော့ပြန်လုပ်ပေးခဲ့ပါတယ်ကြည့်လိုက်အောင်ပိုတော်ကြည့်လို့ကောင်းပါပြီတက်လားလေးပေါ်ပြန်နေအဲ့ဒီနေ့မှာပဲအရန်ကိုကောင်းတဲ့တစ်ခုဖြစ်ခဲ့တယ်ဗျကျွန်တော်ရွာတွေ့ပြီးတော့ဗျအဲ့ဒီရွာမှာဘာရှိလဲဆိုတော့ melons ဒီမှာကြည့်လိုက် melons တွေအများကြီးရှိပါတယ်ဒါတွေကိုကျွန်တော်အရန်လိုနေရဗျကျွန်တော်ရဲ့မြောက်ထိန်ဖို့အတွက်အဲ့ဒါနဲ့ကျွန်တော်ဒါတွေယူပြီးတော့ကျွန်တော်အိမ်ပြန်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်အိမ်ပြန်ပြီးတော့ကျွန်တော်ရဲ့တရိษံဥယျာဉ်ကိုကျွန်တော်ပြီးအောင်ဆောက်ခဲ့ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တစ်ခုရှာတွေ့လိုက်တယ်ဗျဒီတရိษံတွေကဘာလို့လဲဆိုတော့ရေတွေရောအစာတွေရောအားလုံးလိုတယ်ဗျပြီးတော့သူတို့ depression မွေးအောင်လဲသူတို့ကစားစရာတွေကျွန်တော်ထားပေးရမှာဆိုတော့ကျွန်တော်တီးခဲ့ပါတယ်ပြီးတော့ကျွန်တော်စီဘသူလာလဲလို့ထင်တယ်မင်းတို့ကောင်တွေကဘယ်နှခါပြောရမလဲမတောက်လို့ပြောနေဟမ်အခုဒီလာခေါ်နေတော့မဲလားဩတီစမ်းကွာဟာဘိုက်ဘူးရဲ့မင်းဘိုက်ကိုလည်းကြည့်လိုက်အောင်အကြီးပဲဘယ်လောက်တောက်တာလဲဘာလဲမင်းလမ်းပြောင်းနေရလားဩအဲ့ဆိုလဲယော့အဲ့ဒီအရက်သမားတွေကိုရှင်းပြရတယ်ကျွန်တော်တရိษံတွေကိုမေးလို့တော့ကျွန်တော်စပြီးတော့ပြင်ဆင်ပါတယ်ပြီးကျွန်တော်အစီမှာဒါပစ္စည်းတွေတိတ်မရှိတော့ကျွန်တော်ပစ္စည်းတွေလိုက်ယူရတယ်နောက်တစ်နေ့ကျမှကျွန်တော်အားလုံးလုပ်ပြီးခဲ့ပါတယ်အဲ့နဲ့သူတို့ကစားဖို့အတွက်ဆိုပြီးတော့ကျွန်တော်တရိษံတွေကိုမခေါ်ခင်သူတို့ပထမအဆုံးဒီမှာကစားစရာတွေအားလုံးကိုကျွန်တော်လိုက်ထည့်ပါတယ်ပြီးတော့ဒါကြီးတော်တော်လေးကိုကြည့်လို့ကောင်းတယ်မြန်မာကြည့်အောင်အဲ့ဒါအစားစားပြီးတော့ဒါကတော့ထိုးတယ်ဟာပေါ့နော်တော်လေးကိုမိုက်တယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်အခန်းတိုင်းမှာကျွန်တော်လိုက်ထည့်ပါတယ်ဒီ
ဒီဘက်တရိတ်ဆန်ဦးကြီးမှာကျွန်တော်အားလုံးထည့်ပြီးတဲ့အချိန်မှာတော့ကျွန်တော်နောက်ထပ်ကျွန်တော်ရဲ့ချင်းတိတ်မွေးမဲ့အခန်းမှာလည်းကျွန်တော်ထည့်လိုက်ပါတယ်ဒီမှာချင်းတိတ်မွေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းတို့အတွက်ကစားစရာကြီးထားပေးလိုက်ပါတယ်အဲ့ဒီအားလုံးလုပ်ပြီးတော့ကျွန်တော်ရဲ့ giraffe ကြီးတန်ရရနေတာကျွန်တော်တွေ့လိုက်ရပြီအဲ့နဲ့သူ့ဆယ်ရထည့်ပြီးတော့သူ့တရိတ်ဆန်ဦးကြီးမှာအရင်ဆုံးသွားထည့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါလုံနေတဲ့အချိန်မှာပဲကျွန်တော်ရဲ့ PC ရဲ့အမှပြတ်သွားပါတယ်ခင်ဗျာနောက်ဆုံးတော့ကျွန်တော်ရဲ့ giraffe ကြီးကအဆင်ပြေသွားပြီပါဒီကောင်တွေကိုရေရောထည့်ပေးအောင်မယ်ဒီကောင်ကိုကျွန်တော်မဲလုံးလို့ပေးလိုက်တော့မယ်မကြည့်အောင်မဲပြီးတော့လုံးနေရပဲပြီးတော့ဒီကောင်ကိုကျွန်တော်နာမည်ဘယ်လိုပေးရမလဲအိုးအစာရီလိုနေဟောဒီကောင်အိုးအစာရီထက်ပြီးတော့ကျွန်တော်ရဲ့မဲလုံးအတွက်ကျွန်တော်စော်လေးဒီကောင်ရှာပေးမယ်ဆိုပြီးတော့ထွက်ခဲ့ပါတယ်အဲ့ဒါနဲ့ဒီမှာအဖြူရောင်းကြီးတွေ့ခဲ့တယ်ကွာတော်လေးကိုမိုက်တယ်အဲ့ဒါနဲ့သူ့ရဲ့စော်လေးကိုကျွန်တော်အစာလေးကျွေးပြီးတော့ရေအောက်ကနေပြီးတော့သူ့ခေါ်ခဲ့ပါတယ်ခင်ဗျာဟုတ်တယ်ဗျာဒီကောင်လေးရေကူးတတ်တယ်တိလားပြီးတော့သူ့ကိုကျွန်တော်တရိတ်ဆိုင်ဦးကြီးမှာထည့်လိုက်ပါတယ်ကျွန်တော်ရဲ့မဲလုံးလေးကကျွန်တော်ခေါ်လာပေးတဲ့ဖြူလုံးလေးကိုတော်တော်လေးကြိုက်နေတဲ့ပုံစံမျိုးဗျာဒီမှာကြည့်လိုက်အောင်ဘေးနားအောင်လုံးဝမကက်ဘူးပြီးတော့ကျွန်တော်တို့ရဲ့ရှေးကြီးတွေလည်းကျွန်တော်နောက်တစ်ယောက်ရှာလာပေးခဲ့ပါတယ်အဲ့နဲ့ဒီမှာဒီရှေးကြီးကိုကြည့်လိုက်အောင်ဘလောက်အောင်ပျော်လဲဆိုတော့ကျွန်တော်ကပြနေရဗျနောက်တစ်နေ့ရောက်တော့ကျွန်တော်မြောက်လေးကိုထိမ့်မယ်ဆိုတော့မြောက်ကလေးကိုတွားချပါတယ်ကျွန်တော်ထိမ့်လဲထိမ့်ပြီးတော့ဒီကောင်ကတော်လေးကိုဆော့တယ်ကွာမြောက်နဲ့တူပဲဩသူကမြောက်ပဲလေဆော့မှာပေါ့ဟုတ်တယ်မလားအဲ့နဲ့ကျွန်တော်သူ့ဘလို့ခွမ်းမလဲမသိလို့အမှလမ်းမေးမှာပြစ်ထားခဲ့ပါတယ်အဲ့ညမှာကျွန်တော်စင်တွေကိုလိုက်ထင်းနေဗျလုံးဝထိန်းလို့မရဘူးကျွန်တော်ယူလာတဲ့အစာမိုင်းလို့ကျွန်တော်ထိန်းလို့မရဘူးဖြစ်နေရဗျအဲ့နဲ့ပဲကျွန်တော်အဲ့ညမှာတော့ကျွန်တော်ဒီမင်းတကောင်ထိန်းပြီးတော့ကျွန်တော်အိမ်နေခဲ့ပါတယ်ပြီးတော့အရန်ကိုကြောက်စရာကောင်းတဲ့တစ်ခုဖြစ်ခဲ့တယ်ဘာတိုင်းလဲကွာဘာတိုင်းလဲမသိဘူးဖြစ်ဘာကြီးလေကွာအဲ့ဒါရခန့်နေဟိုကောင်တီးနေရလားဘာကြီးဘူးတီးနေရလားညတကောင်ကဘာလုပ်နေရလဲကွာ what ဟိုမှရှိလိုက်အေးပျောက်သွားပြီဟာဒီမှာတလေးလေးပေါ်ပြန်နေဘာဖြစ်ရလဲကွာ no ဟာတော်ပြီကျွန်တော်အိမ်ပြင်မထွက်တော့ဘူးကျွန်တော်တို့ရဲ့ကဘာကြီးမှာတရေရှိနေတူတယ်နော်ဟိုအတုံးနေအိုး no ပြေ what ကျွန်တော်အိမ်ပြန်တော့ကျွန်တော်အိမ်ပြန်တော့okay ကျွန်တော်အရင်ဆုံးသွားအိမ်မယ် let's go ဒီမှာရှိအဲ့ဟာလားမသိဘူးဘာလဲမတွေ့ရဘူးမနေ့ကတော့ကျွန်တော်ရဲ့ကြမ်းယူကဒီအမဲအတုံးတွေကပြန်နေတာကျွန်တော်တွေ့ထားတယ်ဗျပြီးတော့အပြင်မှာလဲဇူမီတကောင်အဲ့ဒီအတုံးတွေကိုချပြီးတော့တေသွားတယ်ဗျဓာတ်တိုင်တော့ကြားရတယ်ဘသူချနေရတော့ကျွန်တော်လည်းမသိတော့ဘူးကျွန်တော်လည်းကြောက်နဲ့အဲ့ဒီအရှိကိုသွားပြီးတော့တလဲကိုယူလိုက်ပါတယ်ဘာမှစိတ်မပူပါနဲ့အနည်းငယ်ချပြီးတော့အဲ့လိုမျိုးအကောင်တွေတစ်ခါမှပြန်ပေါ်မလာတော့ပါဘူးအဲ့ဒါပြီးရတယ်ကျွန်တော်တော်ရန်30ဆန်တွေကိုဖမ်းဖို့တော့ကျွန်တော်မေ့စီတဲ့နဲ့ကိုစားလိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီစင်လေးကိုဖမ်းချင်တာနဲ့မေ့စီလေးပေးပြီးတော့30ဆန်တွေဖမ်းတဲ့ဟာနဲ့သူ့ကိုဖမ်းပြီးတော့ကျွန်တော်ရဲ့30ဆန်ဥယျာဉ်လေးခေါ်လာခဲ့ပါတယ်အဲ့နေ့ကကျွန်တော်တော်လေးကိုပျော်သွားတယ်ဗျာကျွန်တော်30ဆန်တွေဖမ်းလို့ရပြီဆိုတော့လေအဲ့နဲ့သူ့ကိုကျွန်တော်30ဆန်ဥယျာဉ်မှာထည့်လိုက်ပါတယ်ပြီးတော့နောက်ထပ်အများကြီးဖမ်းဖို့ဆိုတော့ကျွန်တော်30ဆန်တွေဖမ်းတဲ့ဟာနောက်ထပ်2ခုဆက်လုပ်ခဲ့ပါတယ်အဲ့ဒီညနေမှာပဲကျွန်တော်နောက်ထပ်စင်တကောင်နဲ့ရေမင်းကိုဖမ်းလာနိုင်ခဲ့ပါတယ်နောက်ထပ်မနေ့ကတော့ကျွန်တော်မြင်းကြောက်ထိမ့်မယ်ဆိုတော့ထိမ့်လိုက်ပါတယ်ဒီမှာရှိလာသူပြေးရလေအတန်လုံးဝမချရဘူးသလားတော်တော်လေးကိုမိုက်တယ်အဲ့ဒါသူ့ကိုကျွန်တော်ဒီမှာထိတ်ခဲ့ပါတယ်ပြီးတော့သူ့အတွက်လည်းစော်နေတော့ခေါ်လာပေးခဲ့ပါတယ်အဲ့ဒီညမှာပဲကျွန်တော်ချင်းတိတ်ကောင်ကိုအိတ်နေရတွေ့တော့သူ့ဖမ်းမို့လို့လှုပ်လိုက်ပါတယ်ဒါပေမဲ့သူ့နိုးလာပြီးတော့ကျွန်တော်ကိုကိုက်တယ်ဗျအိုးကျွန်တော်တော်လေးကိုကြောက်ပါတယ်ပြီးတော့ကျွန်တော်သူ့မေ့ရှိနေလဲပြစ်သေးရဗျလုံးဝအလုံးမဖြစ်ဘူးအဲ့နဲ့ကျွန်တော်သူ့ဖမ်းလို့မရဘူးလားဆိုပြီးတော့အဲ့လိုမျိုးပဲလွတ်ပေးခဲ့ပါတယ်မနေ့ကတော့ကျွန်တော်ကြက်လေးတကောင်ဖမ်းမိခဲ့တယ်ဗျပြီးတော့ကျွန်တော်ကြားလေးဖမ်းနေတယ်ဆိုပြီးတော့ကြားကိုလိုက်ရှာတယ်ကြားတကောင်လမ်းပေါ်မှာအိတ်နေတွေ့လို့ကျွန်တော်ဖမ်းလိုက်ပါတယ်ဒါပေမဲ့အလုံးမဖြစ်ဘူးဗျလုံးဝအလုံးမဖြစ်ဘူးပြီးတော့ဒီကြားကြီးကျွန်တော်ကိုလိုက်တယ်ဘယ်တော့မြင်လဲဆိုတော့ကြည့်လိုက်အောင် oh my god ကျွန်တော်တေးရမယ် no ပြေးမရတော့ကျွန်တော်ဒီကောင်ကိုတတ်မှရတော့မယ်ဒီကောင်ကျွန်တော်လိုက်တယ်တန်းနေရပဲပြီးတော့ကျွန်တော်ကြည့်ကျွန်တော် Tiger Armor လေးလုပ်လို့ရတယ်ဗျကျွန်တော်အဲ့တော့လို့ရင်ကောင်းမလားမသိဘူးနော်အဲ့တော့ကျွန်တော် Tiger Armor လုပ်မယ်ဆိုပြီးတော့ Tiger တွေလိုက်ရှာပါတယ် Tiger တွေမတွေ့ဘဲနဲ့ကျွန်တော်ဒီကြက်တကောင်တွေ့တော့ကျွန်တော်သူ့ဖမ်းခဲ့ပါတယ်ပြကြားတဲ့ကောင်ကကျွန်တော်စင်နေထားနေမှာဒီအပေါက်သေးလေးကနေဝင်သွားတယ်ဗျအဲ့နဲ့ကျွန်တော်စင်နေကတော်လေးကိုကြောက်ပြီးတော့အော်နေလို့ဗျာကျွန်တော်ဒီကောင်တက်ပေးလိုက်ပါတယ်ပြီးတော့စင်နေကအခုထိကြောက်နေတယ်ဝင်ဗျာဒီမှာကြားတွေကိုကြောက်နေရကျွန်တော်လည်းဘာလို့ရမလဲဆိုတော့မသိတော့ဘူးဗျအဲ့နဲ့ကျွန်တော်လည်းဒီမှာကျွန်တော်လည်းမှာ brush တစ်ခုရှိတော့အဲ့နဲ့လှုပ်လိုက်တော့သူတို့အဆင်ပြေသွားတယ်ဗျအတင်းတော့နေပေါ်လာတော့ကျွန်တော်လည်းတော်လေးကိုပျော်သွားတယ်အဲ့နေမှာတော့အဲ့နေကနေချပြီးတော့ကျွန်တော်ရဲ့တရိတ်ဆန်တွေကကြားတွေကိုကြောက်တယ်ဆိုတော့ကျွန်တော်တီးခဲ့ပါတယ်အဲ့တော့သူတို့အရန်ကြောက်နေတဲ့ကြားကိုကျွန်တော်လိုက်တက်ပြီးတော့အာမော်လှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ကျွန်တော်အဲ့နေကနေချပြီးတော့ကြားတွေကိုလိုက်တက်ပါတယ်ပြီးတော့ကျွန်တော် desert thermal လည်းတစ်ခုတွေ့ခဲ့တယ်ဗျာဒါပေမဲ့အထဲမှာတော့ကောင်းလာရောတိမ်မရှိဘူးဗျာဒီ golden apple တစ်ခုပဲရှိပါတယ်ကောင်းတာကတော့နောက်ဆုံးတော့ကျွန်တော် tiger တွေကိုလိုက်တက်နေနေသူတို့ရဲ့ရေခွန်းတွေအများကြီးရခဲ့ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်နောက်တစ်နေ့မှာတော့ full tiger armor လုပ်ခဲ့လိုက်ပါတယ်ပြီးတော့ဒီမှာရှိလာအောင်ကျွန်တော်တော်လေးကိုကြည့်လို့ခေါင်းနေမှာဒီ tiger armor တော်လေးကိုမိုက်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့တရိတ်ဆန်တွေအားလုံးကျွန်တော်ရဲ့ကြားအင်ဂျီကိုလိုက်ကြွပါတယ်ပြီးတော့ဒီကောင်တွေဘိုင်ရင်းစားနေတော့လဲကျွန်တော်တွေးလိုက်တယ်ဗျာအတိကအဖြစ်တော့ giraffe ပေါ့နော် giraffe ကအရန်ကိုပိုက်စားနေဗျာသူတို့တွေကအရွက်တွေစားတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအရွက်တစ်ခုမှမရှိဘူးဗျအဲ့ဒါနဲ့ပဲကျွန်တော်စားပြီးတော့အရွက်တွေကိုလိုက်ယူပါတယ်သူတို့အစာကျွေးနေနေကျွန်တော်တခုတိတိထားမိနေဗျအဲ့ဒါကတရိတ်ဆန်တွေအားလုံးကတင်းရွက်တွေပဲမစားပါဘူးတချို့တွေကဒီမှာစားကြတယ်အများကြီးရှိတယ်ဗောနော် pumpkin တွေရောပါတယ် carrot တွေရောအများကြီးစားကြတယ်ဗျအဲ့ဒီကနေစားပြီးတော့သူတို့တို့ကျွန်တော် farm အကြီးတစ်ခုလုပ်မယ်ဆိုပြီးတော့ကျွန်တော်စားလုပ်ပါတယ်အဲ့နဲ့ကျွန်တော်ရဲ့ farm ကိုဘယ်မှာလုပ်မလဲလို့စဉ်းစားနေနေကျွန်တော် DJ ကန်ပေါ်မှာပဲလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ဒီ farm ကြီးကိုလုပ်နေတော့မယ်ဘယ်သူတွေကျွန်တော်စီအလဲလာတယ်လို့ထင်လဲဟုတ်တာပါဒီမှာအရက်သမားတွေ
အဲ့နဲ့ကျွန်တော်အရင်စိတ်ဆိုးလာတဲ့ဒီကောင်တွေကိုချင်းသိပ်စာပဲကျွေးလိုက်တော့မယ်ဆိုပြီးတော့ချင်းသိပ်ခဲမှာပိတ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ family ကိုကျွန်တော်ဆက်လုပ်ခဲ့ပါတယ်မနေ့ကတော့ကျွန်တော် pumpkin ကိုစိုက်ပြီးတော့သူတို့အမြန်ဆုံးကြီးအောင်လုပ်ကွာကျွန်တော်ဒီမှာဘုံမြေတုံးပြီးတော့ဒီကောင်တွေအားလုံးကိုကျွန်တော်စိုက်ခဲ့ပါတယ်ပြီးတော့ကျွန်တော်စီမှာပစ္စည်းတွေအားလုံးမရှိဘူးဗျအစီတွေအားလုံးမရှိဘူးအဲ့နဲ့ကျွန်တော် village ကိုတွားပြီးတော့သူတို့စီကနေပြီးတော့စီနဲ့အာလူတွေအများကြီးလာပြီးတော့ကျွန်တော်ရဲ့ family မှာပြန်ပြီးတော့စိုက်ခဲ့ပါတယ်အဲ့လိုလုပ်ရင်ကျွန်တော်ရဲ့ဘုံမြေတွေကမရှိတော့ဘူးဗျအဲ့နဲ့ဒီမှာရွာဘေးမှာရှိတဲ့ဒီဘုံမြေတွေကျွန်တော်အားလုံးယူပြီးတော့ကျွန်တော်ရဲ့ family ကိုပြန်ပြီးတော့ကြီးပွားခဲ့ပါတယ်ပြီးတော့နောက်တစ်နေ့မှာတော့ကျွန်တော်ရဲ့ family ကတော့အားလုံးပြီးသွားပြီဗျကျွန်တော်တို့ရဲ့30ဆန်ရဲ့အစာတော့ကျွန်တော်လုံးဝစိတ်ပူစရာမလိုတော့ပါဘူးအဲ့ဒီမိနစ်လေးမှာကျွန်တော်ရဲ့30ဆန်တွေဘယ်လိုဖြစ်နေလဲနေလို့ကောင်းနေလားဆိုတော့ကျွန်တော်ချက်ပြီးတော့တို့အစာတွေကျွေးနေရင်းနဲ့မုတ်ဆုပ်ဖို့တကောင်လည်းတက်ခဲ့ပါတယ်ကျွန်တော်ချင်းသိပ်လည်းအရန်လိုချင်တာနဲ့ဒီကောင်တွေကိုအမိတ်စီလည်းပြလို့မရဘူးဆိုတော့အဲ့နဲ့ကျွန်တော်တို့ mindcat တည်းမှာပဲခေါ်မယ်ဆိုပြီးတော့ try ကြည့်လိုက်ပါတယ်ဒါပေမဲ့လုံးဝအလုံးမဖြစ်ဘူးဗျကျွန်တော်တညလုံးအမျိုးလိုက်လို့နေလုံးဝအလုံးမဖြစ်ဘူးအဲ့နဲ့မနေ့ရောက်တော့ကျွန်တော်လည်းစိတ်ဆိုးပြီးတော့ဗျကျွန်တော် diamond armor လုပ်ပြီးတော့အဲ့ဒီ bike ဘူးကြီးကိုတက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့ဒီကောင်တွေကကျွန်တော်လာချတယ်ဗျသူစမ်းလာချနေဘာဖြစ်တာလဲတော့မသိဘူးအဲ့နဲ့ကျွန်တော်ဒီကောင်တွေအားလုံးတက်လိုက်ပါတယ်အဲ့နဲ့ကျွန်တော်အဲ့ဒီ bike ဘူးကြီးကို 1v1 ချိုင်းတော့ကျွန်တော်ပဲရှုံးမယ်ဆိုတာကြိုသိနေလို့ကျွန်တော်ဒီတောင်ဝတက်ပြီးတော့ဒီအိမ်ထဲဝင်ပြီးတော့သူများနဲ့စားပစ်ပါတယ်ကျွန်တော်ထင်တာတော့ဒီကောင်လေးကျွန်တော်ပြစ်လို့ရမှာမဟုတ်ဘူးဗျာကျွန်တော်အိမ်ထဲမှာဆိုတော့အိုးကျွန်တော်ထိနိုင်တယ်ဟိုမှာသူ့ရဲ့ကလေးလေးခေါ်နေသူ့ရဲ့ bike ဘူးလေးသူ့ရဲ့အရက်သမားလေးဟိုဘာမှလုပ်လို့မရဘူးဒီကောင် yes မရှိကျွန်တော်ပြစ်လို့မရဘူး yes easy ကျွန်တော်သူ့အေးဆေးလေးတက်နိုင်ခဲ့တယ်ဗျာတော်လေးကိုမိုက်ပါတယ်အဲ့ဒါကတော့အဲ့ဒါကျွန်တော်သူ့ရဲ့ထိုင်ခုံလေးကိုတွားပြီးတော့ကျွန်တော်ဒီမှာဒီ mask တစ်ခုတွေ့လိုက်တယ်ဗျာအဲ့ဒါရေမျက်နှာဖုံးကြီးကိုကျွန်တော်ယူပြီးတော့တက်လိုက်ပါတယ်ပြီးတော့ကျွန်တော်စီမှာ power တစ်ခုရပါတယ်ဗျာအဲ့ဒါဘာလဲဆိုရင်တော့ဒီမှာအရက်သမားတွေခေါ်လို့ရပါတယ် yeah ဒီမှာရှိလိုက်အရက်သမားတွေကျွန်တော်ခေါ်လို့ရပါတယ်အဲ့တော့ကျွန်တော်အရက်တောက်ဖို့တွေရှိရပါဟုတ်တယ်မလားနောက်မနေ့ကတော့ကျွန်တော်အစီမှာရှိတဲ့မျက်နှာဖုံးတွေကျွန်တော်အားလုံးယူပြီးတော့ဟိုရွာဘေးမှာရှိတဲ့နောက်ထပ်အရက်သမားတယောက်စီကျွန်တော်သွားပါတယ်ဒီမှာအရက်သမားအဖိုးကြီးနောက်တစ်ယောက်ကြံနေပါတယ်ဘာမှစိတ်မပူပါနဲ့အဲ့ဒါသူတို့အိမ်မှာဟေဘေးအများကြီးပဲဗျအဲ့ဒါကျွန်တော်သူတို့အိမ်မှာရှိတဲ့ဟေဘေးတွေအားလုံးကျွန်တော်ယူလာခဲ့ပါတယ် yes bible တွေထွက်ခဲ့ bible တွေထွက်ခဲ့အိုးကြည့်လိုက်ဦးအများကြီးပဲwhat ဒီကောင်ကျွန်တော်တော့လည်းကျွန်တော်တို့အကက်ခိုင်းလို့ရတယ်တိန်တုံအဲ့နဲ့ကျွန်တော်ရဲ့ bike view တွေကိုကျွန်တော်ရဲ့ trace တွေကိုလိုက်ပြပါတယ်ပြီးသူတို့ကောင်တွေတော်တော်လေးကိုကြိုက်တဲ့ပုံစံမျိုးပြသူတို့ကောင်တွေတော်တော်လေးကိုစကားများပြီးတော့ကျွန်တော်နောက်လိုက်နေကြရဗျပြီးကျွန်တော်တို့အားလုံးလိုက်ပြလိုက်ပါတယ်ကျွန်တော်မဲလုံးလည်းပြလိုက်ပါတယ်အိမ်နေ့လေးကတော့ကျွန်တော်ဒီ bike view နဲ့ပဲလမ်းလျှောက်ခဲ့ပါတယ်အဲ့ဒါပါပဲဟုတ်ပါတယ်နောက်ထပ်မနေ့ရောက်တော့ကျွန်တော်ရဲ့နေ့လေးကိုကျွန်တော် layer တွေလုပ်ပြီးတော့ကျွန်တော်စားခဲ့ပါတယ်ဟေး layer လုပ်ရင်းနဲ့ပဲဒီမှာကြည့်လိုက်ကျွန်တော်ရဲ့လက်လေးတေသွားတယ်ဗျကျွန်တော်လက်ကြီးတေသွားတော့ကျွန်တော်တော်တော်လေးတော့ဝမ်းနေသွားတယ်ဗျသူတို့ဘာဖြစ်လို့တေသွားလဲဆိုတော့ပိုက်စားပြီးတေသွားတာဗျကျွန်တော်မနှိမ့်ရတော့သူတို့အစာမကျွေးမိဘူးထင်တယ်ဟိုဘိုက်ဘူးနဲ့ကျွန်တော်လမ်းချောင်းနေတော့ပြီးတော့ဒီမှာအရေးခွန်းလေးတစ်ခုရခဲ့တယ်ဗျပြီးတော့ဒီလက်ကြီးကလည်းတင်းရွက်ပဲစားတယ်ဗျဒါပေမဲ့ကျွန်တော်စီမှာတင်းရွက်လည်းတစ်ခုမှမရှိတော့ဘူးအဲ့ဒါနဲ့ပဲကျွန်တော်မနှက်ဖြတ်မှာပဲလှုပ်ပေးတော့မယ်ဆိုပြီးတော့ family ကိုပြန်ပြီးတော့ဆက်လုပ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ရဲ့30ဆန်ဦးကြီးကိုလည်းကျွန်တော်နည်းနည်းလေးပြန်ပြင်ခဲ့ပါတယ်အစာကြီးလည်းအများကြီးကျွေးခဲ့ပါတယ်ခင်ဗျာနောက်နေ့မှာကျတော့သူတို့ဆိုကျွန်တော်အပင်မျိုးစုံသွားခုမယ်ဆိုပြီးတော့ကျွန်တော်ထွက်လာခဲ့ပါတယ်ပြီးတော့လမ်းမှာလက်တကောင်ထွေးတော့ကျွန်တော်ပြန်ဖမ်းလိုက်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်စပြီးတော့ဒီမှာအပင်တွေလိုက်ခုတ်ပါတယ်ကျွန်တော်အပင်ကဒီ AK ရှာအရွက်ပဲမဟုတ်ဗျာကျန်တဲ့အရွက်တွေပါကျွန်တော်လိုက်ပြီးတော့ရှာပါတယ်ကျွန်တော်အဲ့ဒီနေ့မှာတော့ old leaf တွေရော jungle leaf တွေရောအများကြီးရခဲ့ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရဲ့ inventory ထဲမှာတွေ့လိုက်တယ်လို့ဒီမှာအပင်တွေအများကြီးရခဲ့တယ်ဗျာအဲ့ဒါကိုကျွန်တော်နောက်တစ်ခါပြန်သွားခူးစရာမလိုတော့ပါဘူးအဲ့ဒီနေ့မှာပဲကျွန်တော်ရဲ့လက်ကိုကျွန်တော်အစာတွေအများကြီးကျွေးလိုက်ပါတယ်သူတော်တော်လေးပျော်သွားတယ်ဗျာပြီးတော့သူ့ရဲ့ဒီမှာနောက်ထပ်လက်တကောင်လည်းထည့်လိုက်ပါတယ်အဲ့ဒီနေ့မှာတော့ကျွန်တော်ရဲ့30ဆန်တကောင်ချီစီတိုင်းကိုကျွန်တော်လိုက်ကြည့်ပြီးတော့သူတို့ကို give ဆိုင်ခဲ့ပါတယ်မနေ့ကတော့ကျွန်တော်အစာတွေမလောက်တော့အောင်နဲ့ဒီမှာဘုံမြေတွေတုံးပြီးတော့ကျွန်တော် farming ကိုကျွန်တော်တစ်နေ့လုံးလုပ်ခဲ့ပါတယ်အိုးဒီမှာ zoom ဒီကောင်သိပြီ let's go yes အရက်သမားတွေချ what ဟဲ့ဟိုကောင်ဘလို့ကျွန်တော်ပြစ်တာလဲဟာဟဲ့အောင်မင်းကိုပြောနေတာကွာအရက်ဘူးတူတူနဲ့ဘာလို့ငါ့ကိုပြစ်တာလဲဒီကောင်ကတော့ဟာ cute လည်းမဆိုင်ဘူးကောက်ရိတ်ကျွန်တော်တိုးရီလည်းအစာကျွေးခဲ့ပါတယ်ပြီးတော့ဒီမှာဒီအရက်မူးတော့နောက်တစ်ခါပြန်လာတယ်ဗျဘယ်ကနေပေါ်လာလဲတော့မသိဘူးဒီကောင်တွေပေါ်လာတာပဲကျွန်တော်ရဲ့အရက်မူးသမားတွေကိုထုတ်လိုက်တယ်ဒီကောင်တွေမူးယူပြီးတော့ဆချတယ်ဗျဒီမှာရန်ပွဲကြီးဖြစ်သွားတယ်ဗျတေချာတော့ဒီကောင်တွေကျွန်တော်တို့လုံးဝမနိုင်နိုင်ဘူးဒီကောင်တွေအားလုံးကျွန်တော်တို့တက်လိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့လူတွေကြည့်လိုက်တော်လေးကိုပျော်နေကြရတွေ့လားကျွန်တော်မြောက်အရင်လိုချင်တာကျွန်တော်နောက်သိနေမှာကျွန်တော်မြောက်နောက်ထပ်တစ်ကောင်ထိမ့်လိုက်ပါတယ်ဒီတစ်ခါတော့သူ့ကိုကျွန်တော်ပိုက်ကုန်းနဲ့ထည့်ပြီးတော့အိမ်ခေါ်လာခဲ့ပါတယ်ဒါပေမဲ့သူ့ကိုကျွန်တော်ထားဖို့နေရာတနည်းမှမရှိဘူးဗျအဲ့ဒါနဲ့ပဲနောက်ဆုံးတော့ကျွန်တော်သူ့ကိုဒီရေမျိုးမှာအိမ်ဆောက်ဖို့မယ်ဆိုပြီးတော့စပြီးတော့ဆောက်ပါတယ်ကျွန်တော်ဘလိုပုံစံဆောက်မလဲဆိုတော့စဉ်းစားနေတယ်တနေ့ကုန်သွားတယ်ဗျနောက်တစ်နေ့ရောက်တော့ကျွန်တော် idea တစ်ခုရှိရတယ်ကျွန်တော်ကျမ်းပြင်လေးစပြီးတော့ဆောက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် iron bar တွေလည်းအများကြီးထည့်ခဲ့ပါတယ်အဲ့တော့နောက်ဆုံးတစ်နေ့ကတော့ဒီမှာအားလုံးပြီးသွားခဲ့ပါပြီပြီးတော့ကျွန်တော်တော်လေးကိုကြိုက်တယ်ဗျအဲ့ဒါသူတို့အထင်းမှာကျွန်တော်အပင်တပင်ဆောက်ပင်ကောင်းမယ်ထင်လို့ဗျကျွန်တော်အပင်တပင်ဆောက်လိုက်ပါတယ်မြောက်လေးဆိုတော့အပင်တက်ချင်မှာပေါ့ဟုတ်တယ်မလားပြီးတော့ဒီမှာဒီမြောက်လေးကိုကျွန်တော်ထည့်လိုက်ပါတယ်ပြီးတော့ကြည့်လိုက်အောင်သူတော်လေးအောင်ပြောတယ်ကွာအဲ့ဒါကျွန်တော်နောက်မြောက်တစ်ကောင်ခေါ်ပြီးတော့အဲ့ထမှာပြန်ထည့်ပါတယ်အဲ့တော့ဒီမှာသူတငယ်ချင်းတယောက်ရပါပြီပြီးတော့တို့ကောင်တွေတော်တော်လေးကိုပျော်နေကြပါတယ်ပြီးတော့ဒီမှာကျွန်တော်ပြန်လွှားညက်တစ်ကောင်လည်းဖမ်းပြီးတော့အမှထည့်လိုက်ပါတယ်ဒီမှာမြောက်နေတဲ့ညက်တွေမွေးတာပေါ့နော်အဲ့ဒီနေ့ကတော့ကျွန်တော်တို့အစာတွေကျွေးပြီးတော့ဗျာကျွန်တော်ဆောက်ခဲ့တဲ့အိမ်လေးကိုကျွန်တော်ကြည့်နေတော်တော်လေးကိုကြိုက်ပြီးတော့ family လုပ်ပြီးတော့အဆုံးတက်ခဲ့ပါတယ်
နောက်ထပ်မနေ့ရောက်တော့ကျွန်တော်လဲစွန်းစားကန်ထွက်မယ်ဆိုပြီးတော့ကျွန်တော်ရဲ့အရက်မှုသမားတွေအားလုံးကိုကျွန်တော်ခေါ်ပြီးတော့ဒီမှာဒီမြောက်လေးတွေကိုကျွန်တော်ဗတ်ပိုင်ပြောခဲ့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်စပြီးတော့စွန်းစားကန်ထွက်ခဲ့ပါတယ်အဲ့ဒီနေ့မှာပဲကျွန်တော်တခုတိတိထားမိလိုက်တယ်ဗျာဒီဘိုက်ဘူးကြီးကဒီမှာ power တခုရောင်းလာပါတော့နေရဲ့ power ကိုရောင်းလာဗျာ7 go block နဲ့ဒါပေမဲ့ကျွန်တော်ဒီမှာ go block တခုမှမရှိတော့ဗျာသူ့အိမ်မှာရှိတဲ့ go block ကိုကျွန်တော်ယူပြီးတော့နောက်ထပ်အမျိုးအိမ်တွေကိုကျွန်တော်လိုက်ရှာပြီပါနော်ပြီးတော့ကျွန်တော်လမ်းမှာချင်းတဲ့ကောင်တွေ့လို့သူ့ကိုရိုက်ပြီးတော့ကျွန်တော်ပြေးခဲ့ပါတယ်အဲ့ဒီတနေ့လုံးကျွန်တော်ဘိုက်ဘူးရဲ့အိမ်တွေလိုက်ရှာနေတယ်အိမ်မှမတွေ့ခဲ့ဘူးဗျာအဲ့ဒါကျွန်တော်အိမ်ပဲပြန်တော့မယ်ဆိုတော့ပြန်လာခဲ့ပြီးတော့ကျွန်တော်တို့ရဲ့ပထမဆုံးဘိုက်ဘူးရဲ့အိမ်မှာလည်းရွှေတုံးတုံးရှိတော့အဲ့ရွှေတုံးကိုကျွန်တော်ယူလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်အရန်ကိုကြောက်ကြကောင်းတဲ့ပီရမစ်တစ်ခုရှာတွေ့ခဲ့တယ်ဗျအိုးဟိုကြားရှိရလားထဲမှာအိုးဖားတိုင်းလဲကွာ no ရက်သမားတွေထွက်လာခဲ့တော့ okay let's go ဖားတိုင်းလဲကွာကြောက်စရာကြီးဘသူရှိရတယ်မသိဘူးထဲမှာမာမီတွေရှိရလားမသိဘူးမင်းလုံနေရလောက်ကွာအဲ့တောင်ဟမ်မင်းလုံနေရလား no မသွားတော့ကြောက်စရာကြီးအထဲအောင်မွေးရတယ်အတန်တွေကကြောက်စရာကြီးကျွန်တော်ဒီပုံကနေတူးကြည့်အောင်အရှိရနေမသွားပဲနဲ့အိုးကိုမရှိလိုက်အောင်မင်းနေရပဲ no မသွားတော့အဲ့ဒီနေ့မှာပဲကျွန်တော်ပြန်လာပြီးတော့ဒီ pipe ဝီစီမှာအလဲလာခဲ့ပါတယ်ကျွန်တော်ဒီနေရဲ့ဖော်ကိုရမ်းလိုချင်တာဗျာဒါပေမဲ့ကျွန်တော်ဒီမှာ go block ကြီးတခုမှမရှိလို့ဗျာကျွန်တော်နောက်တစ်နေ့မှာကျတော့ကျွန်တော် mine နဲ့တွားမယ်ဆိုတော့ mine နဲ့ကိုကျွန်တော်ဝင်ခဲ့ပါတယ်ပြီးတော့ကျွန်တော် go ကြီးလည်းအများကြီးတွေ့ခဲ့တယ်ဗျာပြီးတော့ mine shell left တွေ့ခဲ့ပါတယ်အဲ့ဒီညကတော့ကျွန်တော် mine နဲ့မှာ go ကြီးတူးနေပဲအချိန်ကုန်ခဲ့တယ်ပေါ့နော်မနေ့ကတော့ကျွန်တော်ရခဲ့တဲ့ go တွေကိုအားလုံးအရေးပြပြီးတော့ကျွန်တော်ရဲ့မြောက်ရင်းနဲ့ကျွန်တော်ဆော့ခဲ့ပါတယ်ကျွန်တော် go တွေကိုလှောက်ပြီးလို့ဆင်လာဗျာဒါပေမဲ့ခဏလေးလှုပ်လိုက်တော့လုံးဝမလှောက်ဘူးဖြစ်နေတယ်ဗျာအဲ့နဲ့ပဲကျွန်တော်ခဏလေးကျတော့ mine နဲ့ပြန်ဝင်ရပါတယ်ဒီမှာ go က9လုံးလိုတာဗျာအဲ့တော့နောက်တစ်နေ့ကျတော့ကျွန်တော်ဒီမှာ go တွေအလုံးလောက်ရှိသွားပြီဗျာပြီးတော့ဒီမုတ်ဆိုးဝေးရကျွန်တော်တိုးတွေဝိုင်းတက်နေရဗျာတယောက်တည်းမဟုတ်တော့2ယောက်တော့မှဗျာဒီကောင်တွေဝိုင်းတက်နေရအဲ့နဲ့ကျွန်တော်အဲ့ကောင်တွေကိုတက်ပြီးတော့ကျွန်တော်ရဲ့ဒီမှာအရက်တမန်ပိုက်ဘူးကြီးကျွန်တော်ပြန်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်အရန်လိုချင်နေတဲ့နေရဖော်ဒီဘိုက်ဘူးကြီးကကျွန်တော်ဝယ်လာနိုင်ခဲ့တယ်ဗျတော်လေးကိုမိုက်ပါတယ်ဒါပေမဲ့ခက်တာကကျွန်တော်ဒီ power ဘယ်လိုတောင်းရမလဲဆိုတာမသိဘူးဗျအဲ့ဒါကျွန်တော်ရှောက်လို့ရင်းနဲ့လုံးဝမသိဘူးညနေရောက်တော့ကျွန်တော် shift နှိပ်ပြီးတော့ right click နှိပ်လိုက်တာဒီမှာ power ကြီးထွက်လာတယ် yes အရန်အောင်မိုက်ပါတယ်အဲ့အနေစားပြီးတော့ကျွန်တော်တော်တော်လေးကိုပျော်သွားတယ်ဗျနေရ power ကြီးကတော့ကျွန်တော်တော်တော်လေးကိုပျော်သွားပြီးတော့ကျွန်တော်အမှရှိတဲ့ animal တွေကျွန်တော်အားလုံးလိုက်တတ်ပါတယ်ပြီးတော့ကျွန်တော်ကြည့်လိုက်ကျွန်တော်နေနဲ့တူနေရကွာကျွန်တော်အဲ့နေကဘယ်တော့မှပျော်သွားလဲဆိုတော့ကျွန်တော်ရွာအောင်မီးရှို့မယ်ဆိုတော့ဆုံးဖြတ်လိုက်ပါတယ်ကံကောင်းစွာနဲ့ပဲရွာတော့မီးမလောင်တော့ပါဘူးကျွန်တော်လည်းတော်တော်လေးကိုပျော်သွားပြီးတော့ကျွန်တော်အိမ်ကိုကျွန်တော်ပြန်ခဲ့ပါတယ်အဲ့ဇွန်ဘီကကျွန်တော်ရဲ့ trade zone ဦးကြီးမှာဘာလုပ်နေရလဲကွာဒီကောင်တေးရှနာလားကွာ yo yes bro အရင်မိုက်တယ်ကွာနောက်ထပ်မနေ့ရောက်တော့ကျွန်တော်မုတ်ဆိုးဘူးတွေကိုနေရာတကာမှာတွေ့နေရတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ရဲ့ trade zone တွေကျွန်တော်စိုးရင်လာလို့ကျွန်တော်ခြံခက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တစ်တွေစခုတ်လာပါတယ်ပြီးတော့ကျွန်တော်ဒီရွာတွေ့လို့ဒီရွာမှာရှိတဲ့စာအုပ်တွေအားလုံးကျွန်တော်ယူခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခဏကြာရင် enchanting table လုပ်ဖို့တော့ဗောနော်ပြီးတော့ကြောက်တုံးလည်းကျွန်တော်ဆီမှာမရှိတော့နဲ့ကြောက်တုံးတွေအများကြီးယူခဲ့ပါတယ်ကောင်းတယ်ဗျဒီမှာအာယွန်းတွေလည်းကျွန်တော်အများကြီးရခဲ့တယ်ဗျကျွန်တော်ခြံခက်မဲ့ပဲရှိတယ်ဒီမှာမုတ်ဆိုးဘူးကနောက်တစ်ကောင်ပြန်ပေါ်လာတယ်ဗျအဲ့ဒါဒီကောင်ကျွန်တော်တက်လိုက်ပါတယ်အဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်ခြံစခက်ပါတယ်ခြံအားလုံးတော့ခက်ဆရာမလို့ဗောနော်ကျွန်တော်ရေရှိတဲ့နေရာအထိပဲခက်ဆရာလို့ပါတယ်အဲ့ဒီညလုံးကျွန်တော်မအိပ်ပဲနဲ့ခြံနေခက်ခဲ့ပါတယ်ဗောနော်အဲ့တော့နောက်ထပ်မနေ့ရောက်တော့ကျွန်တော်နောက်ဆုံးတော့ခြံလေးအားလုံးခက်ပြီးတော့ပါပြီကျွန်တော်တို့ရဲ့30ဆိုင်အတွက်လုံးဝဆုံးစံမလို့တော့ပါဘူးပြီးတော့တော်တော်လေးလည်းကြည့်လို့ကောင်းတယ်ဗျကျွန်တော်လည်းတော်တော်လေးကိုကြိုက်တယ်အဲ့ဒါပြီးတော့ကျွန်တော် zoo design တွေလှုပ်လို့ရတယ်ဆိုတော့ကျွန်တော်ရှာသိသွားတယ်ဗျအဲ့တော့ကျွန်တော်လည်းအဲ့ဒါအရင်လုံးကျွန်တော်လည်းအဲ့ဒီ zoo design တွေအများကြီးလုပ်ခဲ့ပါတယ်ပြီးတော့ဒီမှာဒီကောင်တွေကျွန်တော်ရဲ့တိုးတွေအားလုံးပြန်တက်လိုက်ပြီဒီအရက်ဘူးနှမတွေအဲ့ဒါကျွန်တော်လည်းအရင်စိတ်ဆိုလာတော့ကျွန်တော်ရဲ့ sand power နဲ့ဒီကောင်တွေအားလုံးတက်လိုက်ပါတယ်ဒိုင်ဇူးပုံနေရတော့အများကြီးပဲဗျာကျွန်တော်လည်းဘယ်တစ်ခုထိန်ကောင်းမလဲလို့စဉ်းစားနေကျွန်တော်ရဲ့ဒီဇူးရဲ့တစ်စိတ်ပေါ့နော်ဒီဇူးရဲ့တစ်စိတ်ကိုကျွန်တော်လိုက်ဆိုင်နဲ့ကောင်းတဲ့ဟာတော့အများကြီးတွေ့လာတယ်ဗျာဒါပေမဲ့နောက်ဆုံးတော့လည်းကျွန်တော်ဒီစင်ရီကစားနေတဲ့ပုံလေးပဲကျွန်တော်ထားလိုက်ပါတယ်တော်လေးကိုကြည့်လို့ကောင်းတယ်ဗျာအဲ့ဒါနဲ့ကျွန်တော်ဟိုဘက်ချမ်းမှာလည်းနောက်တစ်ခုလုပ်လိုက်ပါတယ်မနေ့ကတော့ကျွန်တော်ကောက်ရိပ်နေနဲ့ကျွန်တော်ရဲ့နေရဲ့ power တစ်ခုကိုကျွန်တော်ရှာသွင်းမိသွားတယ်ဗျကျွန်တော်စီမှာဒီ power ရှိရတယ်လို့တော့ကျွန်တော်လုံးဝမထင်တော့ဘူးအဲ့ဒါကျွန်တော်ကောက်ရိပ်နေနဲ့ဒီမှာအဲ့ဒါကိုနှိပ်လိုက်တာကျွန်တော်နေ power ကြီးရလာတယ်ဗျနေကောင်းရံနေကြာလာတဲ့ power ကြီးအဲ့ကျွန်တော်ဆက်ပြီးတော့ဆန်းလို့ကြီးอ่ะကျွန်တော်မြေကြီးကိုကြည့်ပြီးတော့ right click နှိပ်ရပါတော့နော် right click နှိပ်ဒီမှာနေတွေကောင်းရံကြာလာတယ်ဗျအဲ့ဒါကျွန်တော်လည်းတော်တော်လေးကိုပျော်သွားပါတယ်ကျွန်တော်စီမှာအခုကတော့ power 2မျိုးရှိပါပြီအဲ့ဒီတစ်မျိုးနဲ့ကောင်းရံနေတွေကြာလာတဲ့ဟာပါနော်အဲ့ဒါ2မျိုးရပါပါတယ် yesအဲ့ဒါနဲ့ကျွန်တော်တော်တော်လေးကိုပျော်သွားပြီးတော့ကျွန်တော်ရဲ့ trade zone တွေအားလုံးကိုကျွန်တော်အစာတွေဆက်ကြွေးပါတယ်သူတို့မသိအောင်ပေါ့နော်အစာတွေအားလုံးဆက်ကြွေးပါတယ်ကျွန်တော်ရဲ့မဲလုံးရဲ့မိမဖြူလုံးမနေ့ကတော့သေသွားတယ်ဗျအဲ့နဲ့မဲလုံးကြည့်ရတော့တော်တော်လေးဝမ်းနေတဲ့ပုံစံပဲအဲ့ဒါကြောင့်မို့သူ့ရဲ့ကျွန်တော် brown လုံးသားတယောက်ခေါ်လာပေးခဲ့ပါတယ်ကျွန်တော်မဲလုံးကတော့နောက်ဆုံးတော့ပြန်ပျော်သွားခဲ့ပါတယ်အဲ့ဒါပြီးတော့တခါတည်းပဲကျွန်တော် enchanting table လုပ်မယ်ဆိုပြီးတော့ကျွန်တော်စာအုပ်စင်တွေအများကြီးလုပ်ခဲ့ပါတယ်ပြီးတော့အဲ့စာအုပ်စင်ဘယ်မှာစောင့်မလဲလို့စဉ်းစားနေနေကျွန်တော်နောက်ဆုံးတော့မဲလွန်းအပေါ်မှာစောင့်ဝင်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီမဲလွန်းကျွန်တော်ရေပေါ်မှာစောင့်ပါဘောနော်အဲ့တော့မနေ့ရောက်တော့ကျွန်တော်ဒီမှာရေပြင်ပေါ်မှာစောင့်လိုက်ပါတယ်ခင်ဗျာပြီးတော့ဒီ enchanting table ကလည်းတော်တော်လေးကိုကြည့်လို့ကောင်းတယ်ဗျကျွန်တော်လည်းတော်တော်လေးကိုကြိုက်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်စီမှာရှိတဲ့
diamond တွေနဲ့ကျွန်တော် diamond pickaxe လုပ်ပြီးတော့ကျွန်တော် obsidian တွေကိုတွားမိုင်းပါတယ်အဲ့ဒါကကျွန်တော်ရဲ့ enchanting table လုပ်ရင်လိုရလေ obsidian တွေကအဲကြောင့်လို့ကျွန်တော် obsidian တွေတွားမိုင်းပါတယ် enchanting table လုပ်က diamond နှလုံးလိုတယ်ဗျဒါပေမဲ့ကျွန်တော်စီမှာ diamond တစ်လုံးပဲရှိတော့တယ်အဲ့ဒါနဲ့ပဲကျွန်တော် diamond ရှာဖို့အတွက်ကျွန်တော် cave ထဲဝင်ပြီးတော့ straight mine လုပ်ပါတယ်အဲ့ဒါလုပ်တာကျွန်တော်တိတ်အောင်မကြသေးဘူး diamond တွေစားသွေးခဲ့ပါတယ် diamond ကတော့ကျွန်တော်9လုံးတော့ရခဲ့တယ်ဗျအဲ့ဒီကနေနောက်ဆုံးတော့ကျွန်တော်တို့အရန်လှုပ်ရှင်နေတဲ့ enchanting table လုပ်လို့ရပါပြီဒါပေမဲ့ enchanting table ကတိတ်ရှိလို့မကောင်းဖြစ်နေအဲ့ဒါနောက်တစ်ခုကျွန်တော်ပြန်လုပ်လိုက်ပါတယ်ကျွန်တော်စီမှာ enchanting လုပ်ဖို့ကတော့ကျွန်တော်စီမှာ lapis တစ်ခုမှမရှိပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော် straight mining နောက်တစ်ခုသွားလုပ်ပါတယ်ကျွန်တော်တကယ်ပြောပါ lapis ရှာရတာ diamond ထက်တော့ကြားတယ်ဗျဒါပေမဲ့နောက်ဆုံးတော့ကျွန်တော် lapis တွေတွေ့ခဲ့ပါတယ်အဲ့ဒါကျွန်တော်မှရှိတဲ့ jetty armor တွေအားလုံးကျွန်တော် enchanting လုပ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဓာတ်တွေရောကျွန်တော် enchanting လုပ်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တော်တော်လေးကိုကြီးလို့ကောင်းပါပြီဒီမှာလင်းလက်နေတဲ့အင်ဂျီနဲ့လင်းလက်နေတဲ့ဓာတ်တွေနဲ့ပြီးတော့ဒီ pumpkin တွေကိုကြည့်လိုက်အောင်တော်တော်လေးကိုကြောက်စရာကောင်းတယ်ဗျနောက်တော့မနေ့ကတော့ကျွန်တော်စဉ်းစားနေကျွန်တော်ရဲ့ Bible လေးတွေကျွန်တော်တိရစ္ဆာန်ဥယျာဉ်မှာအိမ်ဆောက်ပိန်ကောင်းမလားလို့အဲ့ဒါကျွန်တော်နောက်ဆုံးတော့သူတို့ကဆောက်ပေးမယ်ဆိုပြီးတော့ကျွန်တော်ဒီရေပြင်မှာပဲကျွန်တော်ဆက်ဆောက်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ဒီအရက်သမားလေးတွေကိုကြတော့ကျွန်တော်ကအမျိုးပြတိုက်အနေနဲ့ထားမှာပေါ့နော်ပြီးတော့ကျွန်တော်ဒီအိမ်ကိုသူတို့ရဲ့အိမ်နဲ့တူအောင်ဆောက်ချင်တာပေါ့နော်အဲ့ကြောင့်မလို့အမှရှိတဲ့ပစ္စည်းတွေအားလုံးကိုကျွန်တော်တွားယူပါတယ်အမှရှိတဲ့ terracotta တွေ hay bear တွေပြီးတော့ဒီမှာ skeleton ကောင်းမှကျွန်တော်ယူလာခဲ့ပါတယ်နောက်တစ်ကြတော့ကျွန်တော်သူတို့ရဲ့အိမ်ကိုဘယ်လိုဆက်ဆောက်အောင်လဲဆိုတော့ကျွန်တော်မသိတော့ဘူးဗျာအဲအကြောင်းလို့ကျွန်တော်စီမှာရှိတဲ့အယိုးတွေကျွန်တော်အားလုံးထည့်ပေးလိုက်ပါတယ်ခိုင်ကျော်တော်တော်လေးကိုကြည့်လို့ကောင်းရတယ်ဗျာဒီဟာကြီးကအယိုးလူမျိုးနဲ့တူပါပါနော်တော်တော်လေးမိုက်ပါတယ်အဲ့ဒါပြီးတော့ခိုင်ကျော်တော့ကျွန်တော်ဓာလေးဆောက်ပြီးတော့ဟိုမှာဒီရဲ့သမားတွေကကျွန်တော်ဆောက်ပြီးသားတဲ့အိမ်မှာအလကားလာနေချင်တာဗျာအဲအကြောင်းအဲ့နဲ့ဒီကောင်တွေကိုကျွန်တော်အားလုံးတက်လိုက်ပါတယ်ပြီးတော့ကျွန်တော် Bible လေးတွေခေါ်ပြီးတော့သူတို့အိမ်ကိုကျွန်တော်လိုက်ပြလိုက်ပါတယ်ပြီးတော့ကြည့်လိုက်အောင်ဒီကောင်တွေဘယ်လောက်အောင်ပျော်သွားလဲဆိုတော့ဒီကောင်တွေဒီအိမ်ပေါ်တက်ပြီးတော့တစ်နေ့လုံးကနေရဗျာကျွန်တော်လည်းသူတို့နဲ့သူတို့အောင်ပွဲခံပေးတဲ့အနေနဲ့ကျွန်တော်လည်းတစ်ကွက်နှစ်ကွက်လောက်ကပေးလိုက်တယ်မနေ့ကတော့ကျွန်တော်အဲ့ဒီအိမ်မှာဒီ pipe ကိုအကြီးစားကြီးကိုထိန်ကောင်းလားဆိုပြီးတော့ကျွန်တော်ဒီကောင်ကိုခေါ်ကြည့်တယ်ဗျကျွန်တော်မိုက်ခတ်တွေအားလုံးယူပြီးတော့ဒီကောင်ကိုမိုက်ခတ်တွေထိပ်ပြီးတော့ခေါ်ကြည့်မလို့ဒါပေမဲ့သူ့ရဲ့ pipe ကိုကြည့်လိုက်အောင်လေဘယ်လောက်အောင်ကြည့်လဲဒီကောင်ခေါ်လို့ရမှာလားကျွန်တော်မရမကခေါ်တယ်ဗျလုံးဝခေါ်လို့မရအောင်နှစ်ခါသုံးခါခေါ်တယ်လုံးဝခေါ်လို့မရအောင်အဲ့ဒါနဲ့ကျွန်တော်လည်းစိတ်မရှိတော့ရတယ်ဒီကောင်ပိန်အောင်လို့ကျွန်တော်ရေလေးနည်းနည်းချိုးပေးလိုက်ပါတယ်အိုးဝေးကိုရေနေနေရလားရေနေနေတယ်ကွာဒီကောင် yes bye boy မင်းဘာလို့လောက်ကြီးရတော့မင်းကြောင့်ငါတစ်နေ့လုံးချိန်ကုန်သွားပြီကွာYo, me te llame, yes. Oh no. အဲ့ညမှာတော့ကျွန်တော်သူ့မတက်နိုင်ခဲ့ပါဘူးကျွန်တော်မနေ့ကတော့သူ့စီပြန်သွားခဲ့ပါတယ်ဟာဒီကောင်အခုရေနေနေတော့ပဲကွာကြီးလိုက်အောင်အဲ့လိုနဲ့ကျွန်တော်အိမ်တိန်ထဲဝင်ပြီးတော့ပထမလည်းမျိုးသူ့ကိုအိမ်ထဲကနေပြီးတော့သူ့တက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ဒီကောင်ကျွန်တော် AC လေးပဲတက်နိုင်ခဲ့တယ်ဗျအဲ့ဒါလည်းကောင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နောက်ထပ် mask တစ်ခုရမှာဖြစ်ပါတယ်ကြီးလိုက်အောင် yes အဲ့ဒါပဲကျွန်တော်ဒီ mask ကိုယူပြီးတော့အဲ့ဒီ Bible ရဲ့အကြီးစားအိမ်မှာရှိတဲ့ပစ္စည်းတွေအားလုံးကျွန်တော်ယူသွားပြီးတော့ကျွန်တော်အိမ်ကိုပြန်ယူသွားခဲ့ပါတယ်အဲ့ဒီ pipe ကိုကျွန်တော်သတ်လိုက်လို့မျက်နှာဖုံးလည်းအများကြီးရခဲ့တယ်ဗျအဲ့ဒီညနေပိုင်းတော့ကျွန်တော်ဒီအိမ်လေးကိုနည်းနည်းလေးပြင်ပြီးတော့အချိန်ပြန်ခုန်ခဲ့ပါတယ်နောက်နေ့မနေ့ကတော့ကျွန်တော်တိရစ္ဆာန်ဥယျာဉ်ကိုတွားကြည့်နေနေကျွန်တော်စီမှာတိရစ္ဆာန်အားလုံးရှိနေပြီဗျမရှိတာတော့ချင်းသိပ်ပေါ့နော်ကျွန်တော်ချင်းသိပ်ကိုအရင်မွေးချင်တယ်ဗျအဲ့ကနေပြီးတော့ချင်းသိပ်ကိုမွေးဖို့အတွက်ကျွန်တော်အစာတွေစားလုပ်ပါတယ်ဒါပေမဲ့အစာလုပ်ဖို့ကျွန်တော်စီမှာ rabbit လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်စီမှာ rabbit လည်းတကောင်မှမရှိတော့ကျွန်တော် desert ထဲတွားပြီးတော့ rabbit တွေလိုက်ရှာပါတယ်ပထမတစ်ရက်တော့ကျွန်တော် rabbit တွေတကောင်မှမတွေ့ဘူးဗျအဲ့နဲ့ကျွန်တော်နည်းနည်းလေးစိတ်ပြက်လာတယ်ဒီကောင်ဖမ်းကြည့်လိုက်တာဖမ်းလို့ရတယ်ဗျကျွန်တော်လန့်သွားပဲအဲ့နဲ့ကျွန်တော်ရွာသားတကောင်မှဖမ်းလာခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီ pipe ရဲ့အိမ်နောက်တစ်ခုလည်းတွေ့လာခဲ့ပါတယ်ဒါပေမဲ့ဒီကောင်တွေတော့ကျွန်တော်ဘာမှမလုပ်ပဲနဲ့အမျိုးပဲထားခဲ့ပါတယ်ပြီးတော့ဒီမှာဒီတစ်ခုလည်းတွေ့ခဲ့ဗျဒါဘာလဲတော့မသိဘူးဒါပေမဲ့ဒီအောက်မှာကတော့အောက်ဆင်းလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်မနေ့ကတော့ဒီနေရာကိုဆင်းမယ်ဆိုပြီးတော့စဆင်းပါတယ်အဲ့ဒီထဲမှာကျွန်တော် zombie တွေနဲ့ skeleton expand တွေအများကြီးကြားတယ်ဗျဒါပေမဲ့ကျွန်တော်ဒီမှာ chest ကူတွေ့တော့ဖွင့်လိုက်တော့ဒီမှာ diamond တစ်လုံးထွေးလာတယ်ဗျအဲ့ဒါနဲ့ပဲကျွန်တော်ပြန်ထွက်လာခဲ့ပါတယ် rabbit ကိုရှာတာအခုထိရှာလို့မတွေ့တယ်ဗျအဲ့နဲ့ကျွန်တော်နည်းနည်းလေးစိတ်ဝင်ပန်းလာတယ်ပင်လယ်ထဲကိုခီးထွက်ပါတယ်ပြီးတော့ပင်လယ်ခက်ကမှဆင်းနေကိုကျွန်တော်တွေးခဲ့တယ်ဗျအဲ့တော့ကျွန်တော်ယုံနေတော့တကောင်မှမတွေ့ခဲ့ပါဘူးခင်ဗျာအဲ့တော့မနေ့ကတော့ကျွန်တော်ဒီမှာညက်တကောင်ရှိရဲအဲ့တော့အဲ့ညက်တကောင်ကိုကျွန်တော်ဒီမှာလက်ရည်ထဲမှာထည့်လိုက်ပါတယ်အဲ့ဒါကျွန်တော်နောက်တစ်ခါချင်းသိတွေကိုမေ့စိနဲ့တွားပြစ်ကြည့်မယ်ဆိုပြီးတော့တွားပြစ်ပါတယ်ဒီတစ်ခါတော့ဘလို့ဖြစ်သွားလဲမသိဘူးအလှုပ်ဖြစ်တယ်ကွာတစ်ချက်ပြစ်လိုက်ရင်ဒီကောင်တွေအားလုံးမေ့သွားတယ်အဲ့ဒါကျွန်တော်လည်းအရန်အောင်ပျော်သွားပြီးတော့ချင်းသိတွေနှစ်ကောင်လောက်ဖမ်းလာခဲ့ပါတယ်နောက်ဆုံးတော့ကျွန်တော်တို့ရဲ့တိရစ္ဆာန်ဥယျာဉ်ထဲမှာအရန်အောင်ကြောက်စရာကောင်းတဲ့ချင်းသိနှစ်ကောင်ရှိသွားခဲ့ပါပြီ yes အဲ့တော့ကျွန်တော်နှစ်ကောင်စင်းနဲ့မလုံလောက်ဘူးဆိုတော့ကျွန်တော်နောက်ထပ်နှစ်ကောင်ကိုတွားဖမ်းပါတယ်ဖမ်းပြီးတော့ဒီမှာနောက်ဆုံးတော့ချင်းသိလေးကောင်စလုံးကိုကျွန်တော်ထိနိုင်ခဲ့ပါတယ်အိုးဒီမှာကြည့်လိုက်အောင်တို့အားလုံးအိတ်နေကြတယ် yes ကျွန်တော်နောက်ဆုံးတော့ချင်းသိတွေရခဲ့ပြီကွာLet's go အရင်မိုက်တယ်ကွာအဲ့ဒါကျွန်တော်မနေ့ကတော့ချင်းသိလည်းဖမ်းလို့ရတယ်ဆိုတော့ဘာလို့ကြားလို့ကြတော့ဖမ်းလို့မရလဲဆိုတော့ကျွန်တော်နောက်တဲ့ကြားတွေကိုလိုက်ရှာပါတယ်အဲ့ဒါကျွန်တော်မေ့စီနဲ့တစ်ချက်ပြလိုက်တော့သူတို့ကနေအားလုံးမေ့သွားတယ်ကွာတော်တော်လေးမိုက်တယ်ပြီးဒီကြားကလည်းတော်တော်လေးကြီးလို့ကောင်းတယ်ကွာအဲ့ဒါကျွန်တော်ကြားနာကောင်လုံးကျွန်တော်ဖမ်းလာခဲ့ပါတယ်အဲ့ဒီညမှာတော့ကျွန်တော်အိတ်ခဲ့ပါတယ်နော်မနေ့ကတော့ကျွန်တော်ကြားကိုထားဖို့နေရာမရှိဘူးဗျအဲ့ဒါကျွန်တော်ကြားဆိုအိမ်ဆောက်ဝင်မယ်ဆိုတော့ဒီနေရာကိုစပြီးတော့တူပါတယ်ကျွန်တော်ကြားရင်ကျတော့ cave လိုမျိုးဆောက်ချင်တာပေါ့နော်အဲ့ဒါကျွန်တော်လည်း line ကူလိုမျိုးဖြစ်အောင်လို့အများဆုံးတော့ကောင်းလေးတော့လုပ်ခဲ့ပါတယ်
ပြီးတော့နည်းနည်းကြီးလို့ကောင်းအောင်လို့ကျွန်တော်မြက်ပင်လည်းအများကြီးထည့်ခဲ့ပါတယ်ပြီးတော့ဒီမှာသူတို့စောဖို့အတွက်လည်းကျွန်တော်စိုးစရာလေးအများကြီးထည့်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်ကြားတွေကိုထားမဲ့အိမ်ကတော့အားလုံးပြီးသွားခဲ့ပါပြီပြီးတော့ကျွန်တော်ကြားတွေအတွက်လည်းကျွန်တော်ဆိုင်းတစ်ခုလုပ်ပေးခဲ့ပါတယ်အဲ့ဒါပြီးရင်ကြားတွေကိုကျွန်တော်ထည့်ခဲ့ပါတယ်ပြီးတော့သူတို့ကြည့်လိုက်သူတို့အခုဒီအိမ်နေတော့မှာညရောက်နေလို့လေမနေ့ရောက်တော့ကျွန်တော်သူတို့အစာရင်ကျွေးပါတယ်ဘာလို့ဆိုတော့ကြားတွေကအသားအစားတွေလေတော့ကျွန်တော်အသားတွေအများကြီးကျွေးလိုက်မနေ့ကတော့ကျွန်တော်ကြားနှကောင်နဲ့မလှဘူးဆိုပြီးတော့နောက်ထပ်ကြားနှကောင်ရှာဖို့အတွက်ခီးထွက်ပါတယ်ဒါပေမဲ့ကျွန်တော်တစ်နေ့လုံးရှာတယ်ဗျတကောင်မှမတွေ့ဘူးဒါပေမဲ့နောက်ဆုံးညမှာကျွန်တော်နောက်ဆုံးတစ်ကောင်ပဲတွေ့လာတယ်ဗျအဲ့နဲ့အကြောက်ယူပြီးတော့မှထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ကြား3ကောင်ရှိသွားခဲ့ပါပြီပြီးတော့ကျွန်တော်ရဲ့တိရစ္ဆာန်ဥယျာဉ်အတစ်ပင်တွေကတိတ်မရှိဘူးဗျအဲ့နဲ့ကျွန်တော်လည်းနောက်နေ့ရောက်တော့ကျွန်တော်တစ်ပင်တွေအားလုံးစိုက်ပါတယ်ပြီးတော့ဒီနေရာတော်လေးကိုကြည့်လို့ကောင်းတယ်ဗျကျွန်တော်ခရလေးပါပဲအရင်အောင်မိုက်တယ်ပြီးတော့ကျွန်တော်မြေကြီးလည်းနည်းနည်းပြင်ကျွန်တော် gravel တွေအားလုံးမိုင်းပါတယ်မိုင်းပြီးတော့ကျွန်တော်ဒီမှာအဲ့ဒီမြေကြီးတွေလုပ်ပြီးတော့ကျွန်တော်လမ်းတွေကိုအားလုံးပြင်တာပေါ့နော်ကျွန်တော်ရဲ့တိရစ္ဆာန်ဥယျာဉ်ကိုကျွန်တော်အရန်လောက်အောင်လုပ်ချင်တာပေါ့နော်ကျွန်တော်မြေကြီးတွေတစ်သားတွေကြောက်တုံးတွေအဲ့ဒီအားလုံးတုံးပြီးတော့ကျွန်တော်ရဲ့တိရစ္ဆာန်ဥယျာဉ်လမ်းကိုလှအောင်လုပ်ခဲ့ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တရားကလည်းလုံးဝကြည့်လို့မကောင်းဘူးဗျအဲ့နဲ့ကျွန်တော်တရားကိုလည်းပြင်မယ်ဆိုပြီးတော့ကျွန်တော်အစားအနေပြန်ပြင်ပါတယ်ပြီးတော့နောက်ဆုံးတော့ကျွန်တော်တရားကလည်းတော်လေးကိုကြည့်လို့ကောင်းရတယ်ဗျအားလုံးကတော်လေးကိုကြည့်လို့ကောင်းရပါတယ်ပြီးတော့ကျွန်တော်ဒီကြောက်သုံးရင်လည်းဒီမှာလမ်းဘေးနားမှာတွေအဲ့လိုမျိုးလိုက်ထားလိုက်ပါတယ်ပြီးတော့နောက်ဆုံးတော့ကျွန်တော်လမ်းကတော့အားလုံးပြီးသွားပါပြီဗျ yes တော်လေးကိုကြည့်လို့ကောင်းတယ်ဒါတွေကတော့ဟိုဘက်တည်းတွားရနေရပါတော့ပြီးတော့ဒီမှာဒီတရားလေးလည်းတော်လေးကိုကြည့်လို့ကောင်းရတယ်ဗျဒါကတော့ကျွန်တော်အကြိုက်ဆုံးနေရာလေးပါနော်ပြီးတော့အရှိမလည်းကျွန်တော်လမ်းလေးလှုပ်ထားပါတယ်ပြီးတော့နောက်နေ့ကျတော့ကျွန်တော်ဒီကောင်တွေကိုနာမည်ပေးမယ်ဆိုပြီးတော့ကျွန်တော်နာမည်စရေးပါတယ်ဒီကနေမြတော့တည်ရတိုင်းပဲမဲလုံး and brown လုံး yes သူတို့ကြည့်လိုက်မဲနဲ့ brown မဲတူးနေရပဲဒီကြောက်ကျတော့ကျွန်တော်လောရှီလို့ပေးလိုက်မယ်ဒီကောင်အရှိဆိုတော့လောရှီလို့ပေးလိုက်မယ်ကျွန်တော်နာမည်ရောမသိတော့ဘူးကွာအဲ့တော့ဒီကောင် tiger လို့ပဲပေးလိုက်တော့မယ် tiger နောက်နမနေ့ကတော့ကျွန်တော်စီမှာ name tag လဲ10ခုရှိရဗျအဲ့နဲ့ကျွန်တော်တို့နာမည်အရင်ပေးရှင်တာနဲ့ unveil လုပ်ဖို့အတွက်ကျွန်တော် iron တွေရှာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စီမှာ iron တွေတစ်ခုမှမရှိတော့ဘူးဗျအဲ့နဲ့အဲ့ဒီ iron တွေရှာပြီးတော့ကျွန်တော်မနေ့ရောက်တော့ iron တွေ smelting လုပ်နေရရှင်လေဒီ pipe ဝေလာပြီးတော့ကျွန်တော်ဟိုစောက်ထားတဲ့အိမ်မှာ nation လို့တယ်ကျွန်တော်လာပြောရတယ်ဗျအဲ့နဲ့ကျွန်တော်ကလည်းဒီကောင်တွေကိုမနေခိုင်းဘူးဗျကျွန်တော်ရဲ့အရက်သမားကြီးတွေ့ပဲဆိုပြီးတော့ဒီကောင်တွေအားလုံးကျွန်တော်တတ်လိုက်ပါတယ်ခဏနေပါဦးဒီကောင် CD ဝတ်ထားရလားကွာအဲ့ဒါ CD ဝတ်ထားရဒီကောင်ရဘယ်တော့လဲအဖိုးကြီးအဖိုးမလို့ပေးလိုက်မယ်ပြီးရင် what တော့ okay နာမည်တော့ပေးမယ် let's go အဲ့ကျွန်တော်ပထမဆုံးလောရှီကိုယင်ပေးမယ်လားခဲ့ဒီကောင်နာမည်ကလောရှီဖြစ်ပါတယ် yes ရအဖိုးကြီးပြီးအဖိုးမ yeah ချစ်လိုက်အောင်အရင်မိုက်တယ်အဖိုးကြီးနဲ့အဖိုးမမင်းတို့နှစ်ကောင်တွေကဘာလို့ what တော့ဖြစ်ရှင်လဲပြောစမ်း okay ဒီကောင်ပေးလိုက်တော့မယ် what တော့ရအိုးအစာကျွေးလို့ရတယ်ကြည့်လိုက်အောင်အိုးအရင်မိုက်တယ်ကွာသူတို့နာမည်ပေးပြီးတော့ကျွန်တော်တိရစ္ဆာန်ဥယျာဉ်ပေးပဲလဲမှာကျွန်တော်ခြုံပိုးတွေလိုက်လုပ်ပါတယ်ဘာလို့လဲဆိုတော့ခြုံပိုးတွေပို့ပြီးတော့ကြည့်လို့ကောင်းတယ်လေအဲ့ဒါပြီးတော့ကျွန်တော်တိရစ္ဆာန်တကောင်ချင်းစီတိုင်းကိုဒီယူဆိုင်ဖို့အတွက်လူတွေလိုရင်းလို့ဗျာကျွန်တော်ရွာဦးသွားပြီးတော့လူတွေဖမ်းခဲ့ပါတယ်ခင်ဗျာလူတွေဖမ်းခဲ့ပြီးတော့ကျွန်တော်ရဲ့တိရစ္ဆာန်ဥယျာဉ်ထဲမှာကျွန်တော်လိုက်ထည့်လိုက်ပါတယ်ခဏရင်ကျွန်တော်တို့အပြင်မှာမထားဘဲနဲ့အထဲမှာထည့်ရင်ပိုကောင်းမယ်ဆိုပြီးတော့ကျွန်တော်လိုက်ထည့်ပါတယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်အလုတ်သမားအနေဖြင့်ကျွန်တော်ခန့်လိုက်ပါတယ်ခင်ဗျာအလုတ်သမားတွေခန့်နေတာတရက်တည်းမပြီးနိုင်ဘူးဗျာအဲ့တော့နောက်တရက်မှာကျတော့ကျွန်တော်ကြားရိတ်ထဲမှာပါကျွန်တော်ထည့်ပေးလိုက်ပါတယ်ပြီးတော့ချင်းသိပြီးမကိုက်စားရနော်ဟာပြီးတော့ကျွန်တော်ချင်းသိထဲမှာကျွန်တော်တကောင်ထည့်လိုက်ပါတယ်အဲ့ဒါကျွန်တော်ရက်ဆက်တာမဟုတ်ဘူးနော်သူတို့ပါသူတို့ national ဆိုလို့ကျွန်တော်ထည့်ပေးလိုက်ရကျွန်တော်ကြည့်လိုက်သူသိမလို့ကြိုသိနေခိုင်းရကျွန်တော်မြင်တယောက်တည်းဖြစ်နေလို့ကျွန်တော်နည်းနည်းလေးတနာပြီးတော့ဗျာသူ့နောက်တယောက်ခေါ်ပေးလိုက်ပါတယ်အဲ့တော့အခုကတော့ဒီမှာ Go and Diamond yes မြင်နိုင်အောင်အားလုံးကနှကောင်ဖြစ်ပါတယ်အဲ့တော့သူတို့အခုကတော့အရန်အောင်ပျော်ရွှင်သွားပါပြီအဲ့ဒီညနေမှာတော့ကျွန်တော်မဲလုံးနဲ့အများကြီးကိုကျွန်တော် farm ခဲ့ပါတယ်ဘာလို့ဆိုတော့ဒီနေ့မှာကျွန်တော်တခုရေးရှင်လို့ဗျစာတခုရေးရှင်လို့ဒီနားလေးမှာပေါ့ဒီနားမှာကျွန်တော်100 days video ပထမဆုံးလုပ်ဖူးတာဆိုတော့ဒီနားမှာ100 day လို့ရေးရှင်လို့ပါပြီးတော့ကျွန်တော်လည်း 100k ပြည့်တော့မယ်ဗျ subscribe ပါအဲ့ဒီနှစ်ခုနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်ဒီမှာ100လို့ရေးလိုက်ပါတယ်တော်လေးကိုကြည့်လို့ကောင်းတော့ရတယ်ဗျကျွန်တော်လည်းတော်လေးကိုကြိုက်ပါတယ် day 99အဲ့ဒီမှာတော့ကျွန်တော်ရဲ့ဒီမှာကျွန်တော်ရဲ့ bible လေးတွေကိုကျွန်တော်တက်တာလုပ်ခဲ့ပါတယ်ခင်ဗျာဘာလို့ဆိုတော့ကျွန်တော်နောက်ကျရင်သူတို့တွေ့ရတော့မှာမဟုတ်တော့ဘူးလေဟုတ်တယ်မလားအဲ့ဒီနေ့မှာတော့ကျွန်တော်ရဲ့ Bible လေးနဲ့ကျွန်တော်တိရစ္ဆာန်ဥယျာဉ်တစ်ပတ်လုံးကိုကျွန်တော်တို့အတူလမ်းလျှောက်ခဲ့ပါတယ်သူတို့လည်းတော်တော်လေးကိုပျော်ပြီးတော့ကျွန်တော်တော့လိုက်တယ်ဗျာနောက်ဆုံးမှာတော့သူတို့ကျွန်တော်မျက်နှာဖုံးပြောင်းပြီးတော့သူတို့ရဲ့အိမ်မှာကျွန်တော်ချိတ်ထားလိုက်ပါတယ်ဒါကတော့သူတို့ရဲ့ပြတိုက်ပေါ့နော်ပြောရမှာဆိုတော့ပြီးတော့ဒီမှာကောင်းဆောင်တစ်ကောင်လည်းကျွန်တော်ထည့်ခဲ့ပါတယ်ပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့ကျသိအင်ဂျီနဲ့ကျွန်တော်ရဲ့ Iron Armor ကိုဒီမှာအမတ်တရအနေနဲ့ထားခဲ့ပြီးတော့ကျွန်တော်ရဲ့တိရစ္ဆာန်တွေအားလုံးကိုကျွန်တော်တက်တာလုပ်ခဲ့ပါတယ်ဘာလို့ဆိုတော့ကျွန်တော်မနေ့ဖက်ကျရင်သူတို့ပြန်တွေ့ရတော့မှာမဟုတ်တော့ပါဘူးနောက်ဆုံးတနေ့မှာတော့ကျွန်တော်စောက်ခဲ့တဲ့တိရစ္ဆာန်ဥယျာဉ်ကိုကျွန်တော်ကြည့်ပြီး